share လို့ channel ကိုစောင့်မျှော်အားပေးနားဆင်ကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဒီတော့ဒီနေ့တစ်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့ဇာတ်မတ်ဥစာရေးသားထားတဲ့မိုးနက်ဒေဝီဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးမဲ့သူကတော့ကိုဟိမ့်ပဲဖြစ်ပါတယ်ကဲစလိုက်ကြအောင်ပါခင်ဗျာစကြတယောက်ကလဲနေရနေစက်ခနဲ့ထထားလိုက်တာပေါ့ဘဝင်းကြီးတစ်ခုလုံးကိုကြည့်လိုက်ပြန်တော့လဲအကြီးကျယ်အံ့ဩသွားတော့တယ်မိုးဒိန်နေမြူကိုတွေကြားထဲမှာသူရောက်ရှိနေကြတယ်ပေါ့သူဟာလက်အစုံကိုမြှောက်လိုက်ပြီးတော့မှဝေယံကြည့်လိုက်ရင်းနဲ့သူရဲ့လက်တွေဟာအခုံးဝိလို့ຢာထဲမှာကျုံဝင်သွားတယ်လို့ခံစားနေရတယ်အဲဒါကြောင့်အကြီးကျယ်ထန်လှန်သွားပြီးဟဲဘာဒီလဲဟာငါဘယ်ရောက်နေရလဲကောင်းရင်ပေါ်ပြန်ရောက်နေရတာမသိဘူးဒါမဟုတ်မိကိုတွေကြားထဲရောက်နေတယ်ပြီးတော့ဒီຢာတွေလက်ဖမ်းစုပ်ကန်လို့လည်းမရဘူးအနန္တလည်းမရှိဘူးဆိုတော့ငါဘယ်ရောက်နေလဲအဲ့လိုသာရေရွတ်နေတော့တယ်စကြဆွင့်ရင်စိမ့်နဲ့အတူပဲမတ်တက်ထားလိုက်တော့ခေါင်းထဲမှာမိုက်ခနဲ့ဖြစ်ပြီးခြာလဲသွားသလိုခံစားနေရတော့တယ်အဲ့ဒါကြောင့်မျက်လုံးကိုဇော်မိတ်ရင်းလက်နဲ့နှထင်ကိုထောက်ထားမိတော့တယ်အဲ့ဒီချိန်မှာပဲကောင်းလေးဒီနေရာမှာတယောက်တည်းဘာရက်လုံနေရလဲကွာဟိုမှာလူတွေစုံနေပြီလေကွာမသွားသေးဘူးလားအဲ့လိုအတန်အောကြီးကိုကြားလိုက်ရတာပေါ့အခုံးငွေတွေကြားထဲရက်နေတဲ့အဖိုးကိုတယောက်ဟာဆွတ်ဖြူနေတဲ့အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးတော့ဖြူဖွင့်နေတဲ့မိုးစိမ်မွေးရှေးကြီးတွေနဲ့ပေါ့စကြဟာမူးဝင်းနောက်ကျနေတဲ့ဝေဒနာကိုခံစားနေနေအဖိုးကိုစူးစိုက်ကြည့်နေတော့တယ်အကူကြီးလိုတဲ့လူကိုပြင်မထားတတ်တာဟောဒီနေရာရဲ့စီမီစီကမ်းပဲကွာလူလေးကျုံတော့ကိုသာလိုက်ခဲ့ပါအဲ့လိုပြောပြီးရှေ့ကသာသွားတော့တယ်စကြတယောက်ကလည်းနားမလည်နိုင်စွာပဲအဖိုးရဲ့နောက်ကိုသာလိုက်ပါသွားတာပေါ့အကိုငွေရဲ့ကြားမှာလည်းပြတ်သက်အစင်းစင်းနဲ့နန်းတော်လို့အရာတွင်စကြဟာဘုံပြတ်သက်တွေကိုတန်အောင်ငေးမောကျင်းနဲ့အဖိုးနောက်ကနေကပ်ပါသွားတော့တယ်တနေရာရောက်တော့လူစုတစုကိုတွေ့လိုက်ရတာပေါ့သူတို့ဟာအဖြူအောင်ဝတ်စုံတွေကိုလည်းလဲဝတ်ဆင်နေကြတော့တယ်စကြဟာအန်အောင်စိတ်ကိုထိမနိုင်တော့မနဲ့ဒီမှာဖို့ကျုပ်ဘယ်ရောက်နေရလဲဗျအဲ့လူတွေရောဘာလို့အဝေးဖြူတွေလဲနေကြရလဲအဲ့လိုအဖိုးရဲ့လက်ကိုလှမ်းဆွဲပြီးမေးလိုက်တော့တယ်အဖိုးကလည်းခြေလန့်တန်းသွားပြီးတော့မှသူ့ကိုစူးစိုက်ကြရှင်ပြင်းဖြစ်တောင်းစားဖြစ်ဒီနေရာရောက်ရင်တော့အားလုံးအတူတူကြီးပါပဲကွာလူလေးလည်းသူတို့လိုအဝေးလဲရမယ်နော်ဒါနဲ့လူလေးမှာတစိပ်ပြားပါတယ်မဟုတ်ဘူးလားအဲ့လိုအဖိုးရဲ့အမေးကြောင့်ပဲဆက်ကြကဘာတစိပ်ပြားလဲဗျကျုံမအဝတ်တစ်ထည်ကိုတစ်ခုပဲပါလာလေဘာမှလည်းမပါပါဘူးဆက်ကြရဲ့စကားကြောင့်ပဲအဖိုးကမျက်မှောင်ကျုပ်သွားတော့တယ်အဖိုးရဲ့မျက်နှာတင်းမသွားပြီးလေးသမမနဲ့မင်းကဦးကြောင်နဲ့နလက်ပိတ်တုံးကောင်ပဲကွာမင်းတင်ပြီးဒါရရလေကွာအဲ့ဒါတော့မင်းမသိဘူးလားအဲ့လိုပြောပြီးသူ့ရဲ့အိတ်ကတကတစိပ်ပြားတစ်ခုကိုထုတ်ပြလိုက်တော့တယ်စကြအဖိုးလက်ကတစိပ်ပြားကိုစိုက်ကြည့်ရင်းနဲ့တုံလို့သွားတာပေါ့တစိပ်ရဲ့ပုံမှာလဲတေဆုံးသူများခုနာရဝင်းညင်ပုံနဲ့ရှေးမြောတစိပ်ပြားပေါ်မှာထွင်းထားတဲ့ဇာတန်တစ်ချောင်းကိုသူဖက်ရင်းနဲ့အန်အော်တုံလုံးနေခဲ့တယ်ဒါနဲ့မင်းတေဆုံးချင်မှဒီတစိပ်ပြားများခဲ့ဘူးလားကွာပြီးတော့မင်းတင်မင်းနဲ့တော့တွေ့ပြီလားဟိုဝေးုံဖြူကြီးနဲ့တကောက်ကန်ထားတဲ့ပုတ်ကိုလေအဘိုးကပြောရင်းဆိုရင်လည်းသူ့အင်ကြီးကိုဆွဲလန့်လိုက်တော့တယ်ပြီးတော့မှအထိတ်လန့်တန်ကြီးနဲ့ဘုံတော်အဲ့လိုရေရွပြီးလူအုပ်ကြီးရှိအောင်ကမူးရှူတူပြေးသွားတော့တယ်သူ့ကိုကြည့်ကြပါဦးကွာသူ့မှာတခုတော့ထူးခြားနေပြီသူကဝိညာဉ်ပုံသားမဟုတ်ဘူးအဘိုးရဲ့စကားကြောင့်ပဲအဝဲလဲနေတဲ့လူအုပ်ကြီးရဲ့မျက်လုံးတွေဟာစက်ကြစီကိုပုံကျလာတော့တယ်သူတို့ဟာစက်ကြရဲ့အနာကိုတရွေ့တိုးကပ်လာကြရင်လူတွေကသူ့ကိုအထူးဆန်းတော်လို့ဝိုင်းအောင်ကြည့်နေကြရတယ်စကြကတော့လူအုပ်ကြီးရဲ့အလဲမှာမလုံးမရှက်နဲ့ရက်နေနေအဲ့ဒီချိန်မှာပဲအဘိုးနဲ့သူရဲမဲ့ဝတ်စားနေနဲ့ဝတ်ဆင်ထားတဲ့လူတယောက်ကလည်းအနာကိုရောက်လာတော့တယ်ရဲမဲ့ဝတ်ဆောင်တဲ့လူကစကြရဲ့ရင်ဘက်အင်ကြီးစားကိုလှမ်းကြည့်ရင်းနဲ့ဟုတ်တယ်သူတင်မင်းနဲ့မတွေ့ခဲ့ဘူးဝိညာဉ်ကံမှာလည်းရေမချိုးခဲ့ဘူးဝိညာဉ်ကံမှာရေချိုးပြီးတဲ့သူတိုင်းမှာရင်ဘက်မှာအသားတစိပ်ပြားပါရလေအဲ့ဒါလည်းသူ့မှာမရှိဘူးဟဲ့ကောင်လေးမင်းဘယ်တော့သိခဲ့ရလဲနည်းပြောစမ်းစကြခေါင်းထဲကမူးနှောက်နေရတဲ့ကြောင်းစိတ်ကလည်းမရှိတော့ရနဲ့ခမရတို့ဘာတွေပြောနေရလဲဗျာကျုပ်ကဘာလို့သိရမှာလဲဗျကျုပ်နာမည်ဆက်ကြခမရတို့ထင်နေတယ်လို့လူတွေတယောက်မဟုတ်ဘူးဗျကျုပ်ကလူသားစစ်မယုံရင်ကျုပ်ကိုကန်ကြည့်စမ်းပါခနာကိုယ်တွေကသွေးတာလဲလှုပ်ရှားနေတဲ့အတွက်ပူနှင်းနေတာလေဗျာအဲ့လိုသာသူကပြန်ပြောနေရတယ်သူရဲ့စကားကြောင့်လူရဲ့ကြီးရဲ့မျက်လုံးတွေဟာပိုပြီးအယောင်ပြောင်းသွားတာပေါ့ရဲမဲဝှစ်ဆောင်တဲ့လူကတော့သူစကားကိုမသိအောင်ဆောင်ပြီးတော့
လက်မကင်ထားတဲ့စာရဲလေးကြီးကိုဖြန့်ချလိုက်တော့တယ်ဟာဘလို့ဖြစ်တာလဲဒီထဲမှာစကြဆိုတဲ့နာမည်လုံးဝမရှိဘူးလူကြီးရဲ့တန်တော်ရေရွတ်တန်တဲ့အတူပဲသူ့ကိုစူးစိုက်ကြည့်ကြပြန်တယ်အဲဒီအချိန်မှာပဲလူအုပ်ထဲကတယောက်ကသူ့နားကိုတုတ်ကက်လာတာပေါ့ပြီးတော့လက်ကောက်ဝစ်ကိုဆဲယူကြည့်ပြီးဟမ် तू မသေးသေးဘူး तू ကလူသားစစ်စစ်ပဲရှိသေးတယ်အဲ့လိုအထိတ်တလန့်နဲ့အော်ဟစ်လိုက်တော့တယ်စကြဟာရုတ်တရက်လဲချောင်းထဲကပြုတ်တက်လာသလိုခံစားလိုက်ရတာပေါ့အဲ့ဒါကြောင့်စိတ်မထိန်နိုင်တော့ဘဲနဲ့ဝေါကနေအန်ချလိုက်တော့တယ်ရဲမဲ့ဝှဆောင်တဲ့လူကြီးကသူ့ရဲ့လွဲကြောက်ပဲမနှင်းမြို့တလို့ကျင်းနေဘာဖြစ်တာလဲဟာဝင်းညင်တွေကဒါမျိုးမလုပ်ပါဘူးအဲ့လိုအထိတ်တလန့်တာရေရွတ်နေတော့တယ်စကြရဲ့ထိုးအန်လိုက်တဲ့အဖြစ်ကြောင့်လူအုပ်ကြီးကအနောက်ကိုတွန့်သွားကြတယ်အဲဒီကမှအဖိုးကမျက်မှောင်ကျုပ်စဉ်းစားရင်ပြူရင်းနဲ့ဒီတငယ်ကတေဆုံးသူတယောက်မဟုတ်ရင်ဘာကြောင့်ဝင်းညင်ဘုံကိုလာခွင့်ပြုရတာလဲမိုင်းမှုတော့ကြီးကြီးမားမားဖြစ်နေပြီဖျားကဲပါအောင်အဲ့လိုသာဖျားသာရေရွတ်နေတော့တယ်စကြအန်ပြည့်တဲ့ခါမှာသူတို့အားလုံးကိုမျက်လုံးနဲ့ဝှေ့ကြည့်ရင်နဲ့ဟုတ်တယ်အဖိုးပြောတာမှန်တယ်ကျုပ်ဟာတေဆုံးသူတယောက်မဟုတ်ဘဲနဲ့ဘာလို့ဒီနေရာကိုရောက်နေရလဲဘာဖြစ်ကျွန်တော်ကိုပြန်ဖို့ပေးကြပါဗျာပြန်ဖို့ပေးကြပါစကြရဲ့စကားကြောင့်အားလုံးဟာတိတ်ဆိတ်သွားကြတော့တယ်အဲဒီအချိန်မှာပဲမင်းခေါ်အတန်တွေကိုကြားလိုက်ရတာပေါ့အတန်ကြောင့်လူတွေအားလုံးဟာဗျိုင်းတူလှည့်ကြည့်ကြတော့တယ်မြင်းပြူကြီးကိုစီနဲ့ဝင်းယုံဖြူရဲမဲ့တွေမြင်းစီတီတော်တွေနဲ့အလဲမှာအဖြူရောင်ဝင်းယုံနဲ့မိန်းကလေးတရားပြေးနေတာနဲ့မင်းခေါ်အတန်နဲ့အတူပဲသူမရဲ့စံနံစားတွေကလည်းလေထဲမှာပြန့်နေလို့နေတယ်စကြတတနဲ့တကိုဒီလောက်ချောမောလှပလွန်းနေမိန်းကလေးကိုမမြင်ခဲ့ဘူးလေအဲဒါကြောင့်မိန်းကလေးကိုမျက်တောင်မခတ်ပဲငေးဆိုင်ကြည့်နေမိခဲ့တော့တယ်မြင်းစီတီတော်တွေဟာလူအုပ်ကြီးနောက်ရောက်သွားတဲ့အခါမှာရက်တန့်သွားပြီကျုပ်တို့ရဲ့ဝင်းညင်ဘုံကိုမိစ္ဆာတွေဝင်လာနေပြီဗျအားလုံးနဲ့သတိနဲ့ကြပါကျုပ်တို့အသေးချေတိုက်ခိုက်ဖို့အချိန်ရောက်နေပြီအဲ့လိုကောင်းဆောင်ဖြစ်သူကမိစ္ဆာလို့လှမ်းပြောလိုက်တဲ့စကားကြောင့်စကြတန်ဝိုင်းအောင်နေတဲ့လူများစုဟာလှုပ်လှုပ်ရှားရှားဖြစ်သွားကြတော့တယ်မိစ္ဆာတွေဝင်လာပြီတဲ့ဘာလို့နေကြရလဲပြေးကြလေပြေးကြအဲ့လိုပဲအတန်တွေကပွက်လို့ရိုက်သွားကြတယ်စကြကလူအုပ်ကြီးကိုငေးကြည့်နေဟဲ့လူတွေနေကြအောင်လေဗျာကျုပ်ကိုပြန်ဖို့ပေးကြပါဦးအဲ့လိုသာအော်ဟစ်နေတာပေါ့လူအုပ်ကြီးရှဲသွားတဲ့အခါမှာစကြနဲ့မြင်းသီးတီတော်တွေကကြိုင်နေကြတော့တယ်မြင်းသီးတီတော်တွေကအဲ့နေရာမှာထွက်ခွာဖို့ပြင်လိုက်တာပေါ့စကြဟာခေါင်းဆောင်မြင်းစစ်တီရဲ့အနားကိုပြေးသွားရင်းနဲ့ကျုပ်ကမတည်သေးဘူးဗျကျုပ်ကိုပြန်ဖို့ပေးပါဗျာအဲ့လိုသေးတနာအော်ဟစ်နေတော့တယ်ခေါင်းဆောင်ကဆက်ချောက်ကိုမကြည့်မနဲ့ငုံကြည့်နေဒီလူဘာတွေပြောနေရလဲဗျဟိုမှာမိစ္ဆာတွေကဝင်လာနေပြီလေခမရလည်းညံပြေးတော့နော်ကျုပ်တို့မှာတာဝန်တွေရှိသေးတယ်ဗျအဲ့လိုပြောဆိုကမြင်းကိုအပြေးနေတော့တယ်ဟဲ့လူတွေနေကြအောင်လေဗျာကျုပ်ကိုပြန်ဖို့ပေးကြအောင်လေဗျာစကြတယောက်တည်းအော်ဟင်းရင်းနဲ့မြင်းစီတီတော်ရဲ့နောက်ကိုပြေးလိုက်သွားတော့တယ်မြင်းစီတီတွေကသူ့ကိုလုံးဝဂိမ်းမဆိုင်ပဲနဲ့သူ့ရှေ့ကဖြတ်ကျော်သွားတာပေါ့ဝေယဖြူမင်းကလေးကတော့သူ့ရှေ့ရောက်မှာတော့မြင်းပေါ်ကနေသူ့ကိုစောင့်ငဲ့ကြည့်သွားတယ်စကြဟာမြင်းစစ်တီတွေအဝေးရောက်တဲ့အချိန်မှာလဲအော်ဟစ်နေတော့မှာပဲအဲဒီအချိန်မှာပဲပြတ်သက်နန်းဆောင်ပေါ်မှာပုံးခုန်နေတဲ့မဲမဲတရန်တွေဟာမြေပေါ်ကိုလွှားကနေခုန်ဆင်းလာကြတော့တယ်အဲဒီနောက်မှာလေတဲ့မြန်တဲ့အလင်းနဲ့မြင်းစီတီတွေရဲ့အနောက်ကိုပြေးလိုက်သွားတာပေါ့မြင်းစီတီတော်တွေဟာသူတို့နောက်လိုက်လာတဲ့မဲမဲတရန်ကိုတွေ့သွားကြပြီတခင်မလေးကိုကာကွယ်ကြဟေ့အဲ့လိုအော်ဟစ်ပြီးတဲ့အခါမှာတော့မြင်းစီတီတွေနဲ့မဲမဲတရန်မိစ္ဆာတွေအပြင်းထန်တိုက်ခိုက်ကြတော့တယ်စကြတယောက်ကခုတ်ထစ်တိုက်ခိုက်နေတဲ့အချင်းတွေကိုကြီးနဲ့အကြီးကျယ်ကြောက်လန့်သွားတာပေါ့သူတို့ကောလုံးလဲကြောက်စိတ်ကြောင့်တုံရင်ရိုင်နေရောတယ်စကြဟာသွေးတန်တရေရဲတိုက်ခိုက်နေတဲ့အချင်းတွေကိုမမြင်ရတာကြောင့်ပြတ်သက်ဆောင်တစ်ခုတည်းကိုပြေးလွှားဝင်ခဲ့တာလေသူဟာလူသုံးဘက်လောက်ရှိတဲ့တိုင်လုံးကြီးရဲ့အနောက်မှာပုံခုန်နေတာပေါ့အဲဒီအချိန်မှာပဲဖုံးဆိုတဲ့အတန်နဲ့အတူပဲဒိတ်လန်မီပြတ်သက်ဆောင်ရဲ့အမိုးကိုကြည့်လိုက်တော့ဘောက်ကွဲမှုကြီးကြောင့်ပဲပြတ်သက်ဆောင်ရဲ့အမိုးတွေပြိုကျလာခဲ့ပြီစကြလည်းထိတ်လန့်ပြီးပြတ်သက်ထဲကနေမှထွက်ပြေးခဲ့တာပေါ့ဘောက်ကွဲတဲ့နေနဲ့အတူပြတ်သက်အမိုးဘော်ကအပိုင်းစားတွေလင်းစင်လာတော့တယ်စကြဟာမိုးပြိုမတက်မြည်တီးနေတဲ့အတန်တွေကြောင့်နာနဘက်ကိုလက်နဲ့အောင်ရင်အသေးအတန်ပြေးထွက်လာတာပေါ့အဲဒီချိန်မှာပဲပြိုကျလာတဲ့တိုင်လုံးတစ်ခုရဲ့အပိုင်းစားတစ်ခုကသူ့တက်တဲ့ကိုပြုတ်ကျလာတော့တယ်မွေးကြိုင်နဲ့ပန်းပေါင်းရင်းနဲ့တမျိုးကြောင့်ပဲစကြမျက်လုံးတွေပွင့်လာခဲ့တော့တယ်သူရောက်နေတာကအီးဆက်နေတဲ့ဖဲမွေးရာကြီးတစ်ခုပေါ်မှာဘဝင်းချင်းကိုမျက်လုံးဝှက်ကြည့်လိုက်တော့ရွှေရောင်တွေဖိတ်ဖိတ်လက်နေတဲ့အခန်းကြီးတစ်ခန်းကြားထဲကိုရောက်နေခဲ့တယ်ငါဘယ်ရောက်နေပြန်ပြီလဲ
တခါလုံးနဲ့ရွှေရောင်တွေတောက်ပနေတာတိမ်မွေးတဲ့ပန်းပေါင်းရတဲ့ကိုလည်းရနေတယ်ငါနတ်ပြည်ကိုများရောက်နေလားမသိဘူးဒါမှမဟုတ်ဥစ္စာဆောင်တိုင်နှန်းနေများရောက်နေလားမသိဘူးအဲ့လိုအတွေးမဆုံးခင်မှာပဲရှင်သတိရလာပြီလားဒီနေရာနတ်ပြည်လည်းမဟုတ်ပါဘူးတိုင်နှန်းရှင်ရဲ့နေရာလည်းမဟုတ်ပါဘူးရှင်ရောက်နေရဝင်းညမောက်သခင်ကြီးရဲ့နန်းဆောင်နေမှာပါအဲ့လိုဆွဲငင်ကတိတ်ကောင်းတဲ့အတန်ကိုကြားလိုက်ရတာပေါ့အတန်ကြောင့်မဲ့ဆက်ချာကြက်သိန်းထမတက်တုံလို့သွားခဲ့တော့တယ်အခန်းထဲမှာသူတယောက်တည်းဘယ်ကအတန်ကြားနေရပါလဲလို့တွေးတော့နေစမှာပဲအခန်းဆောင်ရဲ့အဖြူအောင်ခန်းစည်းစားတွေကတစ်ဖြက်ဖြက်လောက်ခါသွားတော့တယ်ဂျောမော်လုံးနဲ့မိန်းမလေးတယောက်အဖြူအောင်ဝေးရုံနဲ့သူ့ရှိအောင်တရွေ့လန့်လာတော့တယ်စကြမိန်းမမျိုးလေးကိုမြင်ရတဲ့အခါပုံမော်ပြီးတော့အံ့ဩတုန်လို့သွားခဲ့တယ်ဟင်မင်းကမြင်းမော်မိန်းကလေးမဟုတ်ဘူးလားအဲ့လိုရေရွတ်လိုက်တော့မိန်းကလေးကဖဲမွေရကြီးအစွန်မှာဝင်ထိုင်လိုက်တော့တယ်ကျမကဝင်းညင်ပုံသခင်ကြီးရဲ့သမီးပါဝင်းညင်ပုံမှာတော့ကျမကိုအဖြူအောင်သခင်မလို့သိကြရလေဒါနဲ့ရှင်တက်တာရလားစကြအဖြူအောင်သခင်မကိုငေးဆိုင်ကြည့်ရင်နဲ့ဒါနဲ့ကျုပ်ကဘာလို့ဒီနေရာကိုရောက်နေရလဲပထမချင်းတတိယတုန်းကလည်းဝင်းညင်ပုံရောက်နေတယ်တဲ့အခုခမရဲ့အိတ်ခမ်းလေးရောက်နေပြန်ပြီကျုပ်တော့ဘာမှနားမလဲတော့ပါဘူးဗျာပြီးတော့ဟောဒီဝင်းညင်ပုံကိုကျုပ်ကမသိဘဲနဲ့ဘာလို့ရောက်နေရလဲဗျနောက်ပြီးတော့ဝင်းညင်ပုံမှာလည်းဘာလို့တိုက်ပွဲတွေဖြစ်နေရလဲကျုပ်ဘာတစ်ခုမှနားမလဲတော့ဘူးဗျာအဲ့လိုစိတ်ပြက်စာနဲ့ပြောလိုက်တော့ဘီအောင်သခင်မကခန်းစည်းစားတွေလင့်လွန်နေတဲ့ပဒင်းပေါက်စီကိုရှောက်သွားရင်ဟုတ်တယ်ရှင်ရတေဆုံးမှုမရှိဘဲနဲ့ဒီနေရာကိုရောက်လာတယ်ဒါဝင်းညင်ပုံရဲ့ရာသွင်းမှာလုံးဝမရှိသေးတဲ့မှားယွင်းမှုတစ်ခုပဲရှင်ဘာကြောင့်မသိပဲဒီကိုရောက်တယ်လဲတော့ကျမလည်းမပြောတတ်ဘူးရှင်ရဲ့ထူးဆန်းတဲ့ကကြမ္မာအကြောင်းလို့ပဲဆိုရမှာပေါ့ဒါပေမဲ့ရှင်အကြောင်းကိုကျမအဖေသိမလွယ်ဘူးနော်ရှင်ကိုတိတ်ကြီးလေးတဲ့အပြစ်ပေးလိုက်မယ်ပြီးတော့ရှင်ဘာကြောင့်ကျမအခန်းထဲရောက်နေလဲဆိုတော့ရှင်ကမိစ္ဆာတွေဝင်လာတာကြောင့်နန်းဆောင်တစ်ခုပြိုသားမှုဖြစ်ပြီးအဲ့ဒီနေရာမှာရှင်မေ့လဲနေရအောင်ကျမတွေ့ခဲ့လို့ကျမကိုယ်တိုင်ကဲခဲ့တာအဲ့လိုဆွေငင်ကကောင်းတဲ့အတန်နဲ့ရှင်းပြနေတာပေါ့စကြအဖြူအောင်သခင်မရဲ့နောက်ကျောကိုငေးကြည့်ရင်နဲ့ကျုပ်သတိမေ့နေလို့ကဲခဲ့တာတော့ဟုတ်ပါပြီဒါပေမဲ့ဝင်းညင်မောင်သခင်ကြီးကကျုပ်ကိုဘာလို့ပြစ်ပေးမှလဲကျုပ်ကိုယ်တိုင်တော့ဘာမှမသိပဲနဲ့ဒီနေရာရောက်နေရလေဗျာအဲ့ဒါလုံးဝအဓိပ္ပာယ်မရှိဘူးဗျာအဲ့လိုမကြည်မချမ်းနေပြောလိုက်တာပေါ့အဲ့ဒီခါမှလည်းဖြူအောင်သခင်မကစက်ကနေလှည့်ကြည့်လိုက်ရင်ရှီကျမဖေကိုဒီလိုမပြောပါနဲ့ဝင်းညင်မောင်ကအေဂျင့်နဲ့လောဘဒေါသမောဟကင်းစင်တယ်ဒီနေရာဟာလူလောကလို့အပူပင်နေမရှိဘူးရှေ့ကအပြစ်ပေးမဲ့ဆိုရတယ်ဝင်းညင်မောင်ရဲ့ပြဋ္ဌာန်းချက်တစ်ခုကြောင့်ပဲပေးရတာဘာကြောင့်လဲဆိုတော့ဝင်းညင်မောင်မှာတာမန်လူသားတွေလုံးဝလာခွင့်မရှိတဲ့နေရာဖြစ်နေလို့ပဲစကြခေါင်းကိုခါရမ်းရင်းနဲ့ဝင်းညင်မောင်ဆိုတော့ခမရတို့ကလူသားမှမဟုတ်တာကျုပ်အိမ်ပြန်ချင်တယ်ဗျာအိမ်ကိုပဲပြန်ဖို့ပေးပါအဲ့လိုတောင်းဆိုနေတော့ဖြူရောင်သခင်မကသတင်းပေါက်ကိုကြောမိရန်ရင်းနဲ့ဒီနေရာဝင်ချင်တိုင်းဝင်ပြီးထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်ဘူးရှင့်နောက်ပြီးအခုလောက်တော့ရှင့်အိမ်သားတွေရှင့်ကိုသိပြီလို့ပဲယူဆကြမှာကျမရဲ့အိမ်ခန်းရှင့်အတွက်အလုံးစုံဆုံးနေရပဲဒီမှာရှင့်အတွက်စိုးရင်တာမရှိပါဘူးခဏနဲ့ဝင်းညင်ရှင်တွဲနေတာကိုတက်ရှိလူသားလို့ခေါ်တယ်အေးခဏနဲ့ဝင်းညင်ကွဲကွာသူကိုတော့အဲ့လူကတိတ်ဆုံးသွားတာပဲရှင့်မှာပြန်စရာအိမ်လည်းမရှိတော့ဘူးအဲ့လိုပြောလိုက်တော့ဆက်ကြဟာအကြီးကျယ်ထိတ်လန့်သွားတော့တယ်ဟာမဟုတ်ပါဘူးအဲ့လိုလုံးဝမဖြစ်နိုင်ဘူးကျုပ်မသိဘူးပြီးတော့ဘာလို့အိမ်ပြန်လို့မရမှာလဲဗျကျုပ်အိမ်ကိုပြန်မရမယ်ရအောင်ပြန်မယ်ဗျာအဲ့လိုတွေးသေးတဲ့အော်ဟင်းနဲ့အိယာဘော်ကခုန်ဆင်းလိုက်တော့တယ်ဖြူရောင်သခင်မကသူ့ရဲ့လက်ကိုလှမ်းဆွဲလိုက်ပြီးတော့ရှင်ဘာမှမသိဘဲနဲ့ရှောက်ပြုံးနေတယ်နော်ဝင်းညင်ပေါ်မှာဘုံတကားအဆင့်ဆင့်ရှိရတကားပေါက်မှားပြီးဝင်မိရင်ရှင်သေလိမ့်မယ်ကျမရှင့်ကိုဒီလောက်ပဲပြောနိုင်တယ်နော်ဒီအချိန်မှာရှင်အပြင်ထွက်လို့မရသေးဘူးကျမပြောတာနားထောင်စမ်းပါရှင်အတွက်အနေနဲ့တိတ်များလုံးလို့ပြောနေရပါအဲ့လိုဆိုရင်စိတ်မျက်ဝန်းနဲ့ပြောရင်းနဲ့သူ့ရဲ့လက်ကိုဆွဲကန်လိုက်တော့တယ်ဇာအဖြူအောင်သခင်မကိုကြည့်ရင်ဘာစကားမှမပြောနိုင်အောင်စွန့်အပ်သွားတာပေါ့မုံညံနဲ့အထီးတွေ့စိုးရင်မှုတွေရှက်တန်းနေတဲ့မျက်ဝန်းရဲရဲနီနီရဲ့နှခမ်းဆောင်ဒါတွေအားလုံးဟာစัจ जा ရဲ့နှလုံးသားကိုညှို့ငင်နိုင်တယ်လို့ပါပဲစัจ जा သူမကိုအကြာကြီးငေးဆိုင်ကြည့်နေမိတာပေါ့သူမစัจ जा ရဲ့လက်ကိုကင်ထားရကလွတ်လိုက်ရင်ရှင်ဘာကြည့်နေရလဲကျမပြောတော့ကြားရလားကျမဖေကအခုချင်းလောက်ဆိုမိစ္ဆာတွေရဲ့ရန်ကြောင့်ခေါင်းပြီးတောက်နေလောက်ပြီဝင်းညင်မုံတစ်ခုလုံးလဲမိစ္ဆာဆိုးတွေကြောင့်ကြောက်ကြီးဖြစ်နေပြီအချင်းအနေနဲ့ငြိမ်သက်သွားတဲ့ခါမှာရှင့်ကိုကျမပြန်လန်းညွှန်ပြမှာပါကဲရှင်အနားယူလိုက်ပါအောင်ရှင်အဲ့လိုပြောပြီးအခန်းထဲကထွက်သွားတာပေါ့တကြတယောက်လည်းဖြူအောင်သခင်မရဲ့နောက်ကျောကိုကြည့်ရင်စိတ်လှုပ်ရှားသွားတော့တယ်
အရာအလုံးကသူ့တဲ့အံ့ဩဆန်းကျက်မှုတွေနဲ့ပြည့်နှက်နေတာပေါ့သူကိုယ်တိုင်ဘာတွေဖြစ်နေမှမသိပေမဲ့တေချာတာကသူမှခြေလန်းလိုက်တိုင်းရင်ခုန်တန်းတွေထိမ့်မြောင်ဖြစ်သွားတော့တယ်စကြဖဲမွေးရဘောကနေလူလိမ့်ရင်နဲ့နောက်ကျောင်းကိုပြန်တွင်းနေမိတော့တယ်သူမှနေကြအိမ်ရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်ကဘာမှလဲသူရဲ့မိသားစုတွေကတော့ဘသူတွေလဲဒါတွေအားလုံးကိုသူဘာမှစဉ်းစားလို့မရခဲ့ဘူးစဉ်းစားလိုက်တဲ့ခေါင်းထဲမှာတစစ်စစ်နဲ့နာကျင်ကြိုက်ခင်းနေတယ်စကြဆိုတဲ့နာမည်တစ်လုံးကလွဲရင်ဘာမှမမှတ်မိခဲ့ဘူးသူကဖဲမွေးရကြီးပေါ်မှာလူလိမ့်နေစမှာပဲအလွန်ตาရတဲ့စောင်းတန်ကိုကြားလိုက်ရတယ်လာသာဆောင်မှာကြောပေးထိုင်နေတဲ့အဖြူအောင်သခင်မှာစောင်းတန်ဟာသူမရဲ့စကားတန်လိုပဲသူ့ရဲ့စိတ်ကိုဆွဲယူညှို့ငင်နေတယ်သူရဲ့ခြေထောက်တွေဟာအဖြူအောင်သခင်မရှိအောင်အလိုလိုရှောက်သွားမိတာပေါ့သူဟာစောင်းတီခတ်နေတဲ့အဖြူအောင်သခင်မရဲ့နောက်မှာရရင်စောင်းတန်ကိုတိတ်တဆိတ်နားဆွင့်နေခဲ့တယ်မြူကိုငွေတွေကြားမှာစောင်းတီခတ်နေတဲ့အဖြူအောင်သခင်မရဲ့ပုံရိပ်ကနတ်သမီးလေးတစ်ပါးလိုပါပဲသူကမတ်တရနေရကနေထိုင်လိုက်ပြီးစောင်းတန်ကိုနားထောင်မိတာပေါ့လိန်နဲ့အတူလွင့်မြလာတဲ့သခင်မရဲ့ဆန်တွေကသူ့ရဲ့မျက်နှာကိုလာရိုက်ခတ်နေတယ်သူမရဲ့ဆန်စားတွေကိုတိတ်တဆိတ်နမ်းရှာရင်ရင်ထဲမှာလည်းတဒိန်ဒိန်ခုန်သွားတာပေါ့သူစိတ်ဟာပေါ်ပါပြီးလေယာနဲ့လွင့်မျောနေတယ်လို့လည်းခံစားနေရတယ်အဲဒီအချိန်မှာပဲစောင်းတန်ရက်သွားပြီးခွင်မတော်မဲ့စပင်းလေးကိုနမ်းရှိုက်နေရရှင်းမရှက်ဘူးလားသူဟာသခင်မရဲ့စကားတန်ကြောင့်အိမ်မက်ကလန်နိုးလာသူပမာခံစားလိုက်ရတယ်ဗျာဟိုကျုပ်လေသူရဲ့ရောင်အားစကားကြောင့်အဖြူအောင်သခင်မဟာပြုံးရင်လိုက်တယ်ရှင်းအတွက်လုံခြုံဆုံးကကျမရဲ့အခန်းပဲလေရှင်အခုလိုအပြင်ထွက်နေတာနန်းဆောင်ကအမှုထမ်းနေမြင်တိုင်းမကောင်းဘူးနော်သွားပါရှင်ထဲဝင်ပါတော့အိမ်ခန်းဆောင်နဲ့ပြန်ဝင်တဲ့အခါမှာလဲသူ့ရဲ့လက်ဖြားတွေအေးဆက်ပြီးအာကောင်တွေခြောက်နေတယ်လို့ခံစားနေရတယ်အဲဒါကြောင့်ရေတကောင်းတစ်ခုတည်းကရေကိုငှဲ့ပြီးအငန်းမရမောချလိုက်တယ်အဖြူအောင်သခင်မကလည်းညင်သားတဲ့ခြေလမ်းနေနဲ့အိမ်ခန်းဆောင်နဲ့ဝင်လာပြီးလာတောင်ဆောင်ရဲ့တကားကိုပိတ်လိုက်တာပေါ့သူဟာလူမိသွားတဲ့တခိုးလိုသခင်မနဲ့မျက်နှာချင်းဆိုင်မွင်းလောက်အောင်ဖြစ်နေမိတာပေါ့အဖေရောသခင်မကော်စောခင်းလာတဲ့အဖုံးတစ်ခုမှထိုင်ရင်ရှင်ဘယ်ကလာလဲရှင်နေရဲ့ကိုသိရင်ကျမပြန်ပို့နိုင်ပါလေအဲ့လိုမျိုးတော့သူကလည်းလှုပ်ရှားနေတဲ့စိတ်ကိုထိန်းရင်ကျုပ်နာမည်ကိုသိတယ်ဗျကျုပ်မသေးသေးဘူးဆိုတာလည်းကျုပ်သိတယ်ဒါပေမဲ့ကျုပ်ဘယ်ကလာတယ်ကျုပ်ရဲ့အိမ်ကျုပ်ရဲ့မိသားစုအဲ့ဒါတခုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်ဗျအဲ့လိုသူ့ရဲ့စကားကြောင့်ပဲအဖြူရောင်သခင်မအံ့ဩသွားတယ်လို့နဲ့ဟင်ဒါဆိုကျမရှင့်ကိုဘယ်ပြန်ပို့ပြရမှာလဲဝင်းကြီးမော်ရဲ့မှတ်တမ်းတော့မှလဲရှင့်နာမည်နဲ့နေရက်ကိုရှာပြီးတော့မှပြန်ပို့လို့ရမှာလေဒီတိုင်းဆိုဘယ်လိုလုပ်ရမှာလဲအဲ့လိုပြောတာကြောင့်သူကလည်းမဝင်မရမူရနဲ့ဖြူရောင်သခင်မရဲ့မျက်လုံးချင်းကိုစောင့်ကြည့်လိုက်တော့တယ်ပြီးတော့မှကျုပ်ခေါင်းထဲမှာမူးနှောင်နေတယ်လို့ခံစားနေရတယ်ဗျာဟောဒီဝင်းကြီးမော်ကိုရောက်ခတဲ့ကကျုပ်ခံစားနေရတာဗျအချိန်ယူပြီးစဉ်းစားကြည့်ရင်တော့ကျုပ်မှတ်မိမှထင်ပါလေဗျာဒါနဲ့ဟောဒီဝင်းကြီးမော်ကဘယ်နေရာမှာရှိတာလဲဗျဖြူရောင်သခင်မကသူ့ကိုစူးစိုက်ကြည့်နဲ့တခဏငြိမ်သက်သွားတော့တယ်ပြီးတော့မှတပြင်းကိုဖြည်းဖြည်းချရင်ဝင်းကြီးမော်ဟာလူသားတွေနဲ့ကောင်းကင်ဘုံတွေကြားမှာရှိတဲ့နေရာတစ်ခုလို့သတ်မှတ်ထားလိုက်ပါအခုဆိုနန်းတော်တွေရဲ့အပြင်ဘက်မှာလည်းမိစ္ဆာတွေရောက်နေပြီဝင်းကြီးမော်ရဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့စိတ်ရှုပ်ထွေးစရာအကောင်းဆုံးအခြေတစ်ခုပေါ့အဲ့လိုပြောတဲ့အခါမှာစက်ချာကမိစ္ဆာဆိုတာဘယ်သူတွေလဲဗျသူတို့ကဘာကြောင့်အနေပြုတ်ချင်းရတာလဲသူရဲ့အမေကြောင့်ပဲဖြူအောင်သခင်မရဲ့မျက်လုံးတွေဟာအယောင်ပြောင်းသွားတော့တယ်ဒီမှာမှုတွေကြေကွဲဝမ်းနည်းမှုတွေဟာသခင်မရဲ့မျက်လုံးထဲမှာထင်ဟပ်နေရတယ်အဓိကတော့ကျမအကြောင်းပါပဲကျမရဲ့ဖခင်ကကျမကိုမြင့်မြတ်တဲ့ဘုံသားတစ်ယောက်နဲ့လက်ထပ်ပေးပြီးဝိညာဉ်ဘုံရဲ့အနာဂတ်ကိုပြောင်းသိခြင်းနဲ့ဆန္ဒရှိတယ်အဲ့ဒါကြောင့်ပဲဝိညာဉ်ဘုံမှာရှိတဲ့ဘုံသီးကိုတဝင်လောင်ပို့ပြီးခင်မွန်းလောင်းရွေးချယ်ဖို့ကြီးညာခဲ့တာလေအဖေကအဝေးမှာရှိတဲ့ဘုံသားတွေအတွက်ကျမရဲ့ပုံတူပကြီးကားကိုတေပြားသားပေါ်မှာရေးဆွဲပြီးပို့လို့ခဲ့တယ်လေကျမရဲ့ပုံတူချက်ကမြေချောင်းတစ်ခုတည်းမျောပါသွားပြီးနတ်ဆိုးဘုံကိုရောက်သွားခဲ့တာရှင်အဲ့ဒီမှာပဲရေချိုးဆင်းလာတဲ့နတ်ဆိုးကောင်းဆောင်ဟာပုံတူကားချက်ကိုတွေ့သွားတယ်လေသူကကျမရဲ့ပုံတူကားချက်လေးကိုမြင်တွေ့ပြီးချက်ချင်းဆိုသလိုဝိညာဉ်ဘုံကိုရောက်လာတော့တယ်ကျမရဲ့ဖခင်ကြီးနဲ့တွေ့ဆုံပြီးတော့မှကျင်းရရွေးဘက်ကိုလည်းရက်ပစ်ဖို့ပြောလာတယ်ပြီးတော့ကျမကိုသူနဲ့လက်ထပ်ရမယ်လို့လည်းပြောသွားတယ်လေကျမရဲ့ဖခင်ကဒီစကားကြားချင်းမှပဲအလွန်ဒေါသထွက်သွားတယ်လေဒါပေမဲ့ဝိညာဉ်ဘုံဆိုတာသွေးချောင်းစီးတဲ့နေရာမဟုတ်ဘူးဒီနေရာတိုက်ပွဲလည်းမရှိသလိုဒေါသမန်မာနာတွေလည်းမရှိပါဘူးအဲဒါကြောင့်အဖေကလိန်မာသုံးပြီး45ရက်ပြည့်အကြောင်းပြတ်မှာမယ်လို့ဂရုပေးခဲ့တာရှင်ရောက်လာတဲ့နေ့ကလည်း45ရက်တိတိပြည့်တဲ့နေ့ပဲလေအဖေရဲ့ညင်းပဲကြကြောင့်ပဲအဲ့ဒီမိစ္ဆာတွေဟာဝိညာဉ်ဘုံကိုလာပြီးဝင်ရောက်တိုက်ခိုက်ကြတာလေမိစ္ဆာခေါင်းဆောင်ရဲ့လွှဲကြောင့်ပဲ
ကျမရဲ့ကြံရေးချဲပွဲလည်းပြက်ခဲ့ရပြီမိစ္ဆာကောင်းဆောင်ကဘယ်လောက်ထိကျမတလဲဆိုရင်ကျမကိုချစ်ကြိုက်တဲ့ယောက်ျားမှန်သမျှကိုအရှင်မထားဘူးလို့ကြွေးကြော်ထားခဲ့တာဘုံသားတွေအားလုံးလည်းဗုဒ္ဓရဲ့အဆုံးအမတရားကိုနှလုံးသွင်းပြီးအေးချမ်းစွာနေထိုင်ကြတဲ့သူတွေပါဒါပေမဲ့အေးချမ်းမှုဟာယုံရင်ကြမ်းတမ်းမှုနဲ့ရှင်ပြန်လို့ကတော့ဘလို့မှမရနိုင်ပါဘူးမီးကရေနဲ့တွေ့ရင်ငြိမ်းနိုင်ပေမဲ့မီးရဲ့အပူကတော့ရေကိုထိတွေ့သွားတယ်လို့ပါပဲဘုံသားတွေကမိစ္ဆာဆိုးရဲ့ရန်ကိုအမြန်ဆုံးဖြေရှင်းပေးဖို့ကျမရဲ့ဖခင်ကိုတောင်းဆိုလာကြတယ်လေအေဂျင့်နေတဲ့ဝင်းညင်မော်တစ်ခုလုံးအပြတ်မခံနိုင်ဘူးလို့လည်းလာပြောနေကြတယ်ဘုံသားတွေရဲ့ဆန္ဒကကျမကိုမိစ္ဆာဆိုးရဲ့လက်ထဲကိုထည့်စေချင်တာအဓိကအချက်ပဲအဲ့လိုရှင်းပြလိုက်တော့သူကဖြူဖြောင်းသခင်မရဲ့စကားကိုနားထောင်ရင်မကြည်နဲ့စိတ်တွေကလှိုင်းလို့တက်လာခဲ့တော့တယ်ဟာဗျာဒိတ်ပဲမရှိလိုက်တာမိစ္ဆာတွေကဝင်းညင်ဘုံသားတွေရဲ့အိတ်ချက်မှုကိုအခွင့်ကောင်းယူပြီးတက်တက်မဲ့နိုင်ကျင့်နေတာဗျာဒီတိုင်းဆိုရင်ခမရမိစ္ဆာခေါင်းဆောင်နဲ့လက်ထပ်နေရလိမ့်မယ်သူရဲ့စကားကြောင့်ပဲသခင်မဟာမျက်လာအသာလေးချရင်းနဲ့ဟုတ်ပါတယ်ရှင်ကျမမိစ္ဆာခေါင်းဆောင်ကိုလက်ထပ်ရလိမ့်မယ်အခုသူတို့နန်းတော်နဲ့ဝင်လို့မရလေးတော့တာညင်နေကြတာဗောရှင်အဲ့လိုပြောတဲ့ခါမှလဲသူကတန်းတော့နေဟမ်သူတို့ကဘာလို့နန်းဆောင်နဲ့ဝင်လို့မရလဲသူရဲ့အမေကြောင့်ပဲသခင်မကျမတို့ရဲ့ဝင်းညံနန်းဆောင်ဟာဘိုးဘွားလက်ထက်ကလေးကအစီရင်နဲ့တိဆောက်ခဲ့တဲ့နန်းတော်ဖြစ်တယ်လေမြင်းမြအေးချမ်းတဲ့ဝင်းညံနန်းဆောင်တွေကိုနတ်ဆိုးဆိုတာဝင်လို့မရဘူးဒါပေမဲ့အဲ့ဒါဟာလေတခဏအတော့ပါပဲနန်းဆောင်ကိုဝင်ရမယ့်နီလန်းကသူတို့တွေ့သွားရင်တော့အဲ့လိုပြောရင်မြေဘိုးဘွားကြလာတော့တယ်စကြဟာသခင်မကိုကြည့်ရင်စိတ်မကောင်းဖြစ်သွားတာပေါ့ခင်မရဲ့မျက်တွေကိုတီယူတီကတုတ်ပေးမိနေကျုပ်တို့ဖြည့်ရှင်းနိုင်မယ့်နီလန်းရှာတွေ့မှာပါဗျကျုပ်ခမ ्या ကိုမကောင်းဆိုးရလက်ထဲကိုအပါမခံနိုင်ဘူးပြီးတော့ကျုပ်ခမ ्या ကိုအဲ့လိုကတုံကင်းပြောလိုက်တဲ့ခါမှာလဲဖြူအောင်သခင်မကမျက်လုံးရွဲကြည့်နေစိုက်ကြည့်ရင်ရှင်ဘာပြောမလဲဆိုတာကျွန်မသိပါတယ်ဒါပေမဲ့ကျွန်မကမကြခင်မှာမိစ္ဆာဆိုးနဲ့လက်ထက်ရရမယ်လေအဲ့လိုလေးတဲ့တန်းနဲ့ရေရွနေသူကသခင်မရဲ့နှကန်းကိုလှမ်းပိတ်လိုက်တော့တယ်ကျုပ်ခမ ्या ကိုမြင်မြင်ချင်းတိတ်ချစ်မိသွားတယ်ဗျာဘွားဆက်ဆက်ကဆူတောင်းကြောင်လာတာမသိဘူးဒါမှမဟုတ်ထူးဆန်းတဲ့တန်ရုံးစင်ကြောင့်ဖြစ်မယ်ခမ ्या ကျုပ်ရင်ထဲကအသေးနှလုံးကိုဖမ်းယူနိုင်တဲ့သူပါဗျအဲ့လိုမျက်လုံးစုံမိတ်ကပြောချလိုက်တော့တယ်သူကသခင်မလေးရဲ့ကိုယ်လေးကိုဒိန်ကြုံဆွဲပြီးပွေဖက်ထားပြီးတော့တယ်သခင်မဟာလည်းသူ့ရဲ့ရင်ခွဲထဲမှာငြိမ်သက်နေရှာတာပေါ့တရေရိတ်ခေါင်းနဲ့ရင်ခုန်တဲ့အတူပဲသူ့တကောလုံးလဲသွေးတွေစုပတ်လာသလိုခံစားနေရတယ်ရင်ခွဲထဲကနေမောကြီးနေတဲ့သခင်မရဲ့မျက်နှာတွေဟာသူမရဲ့ကိုယ်လေးကိုဖဲမွေရဖို့အသာလေးလဲကြချိန်မှာတော့လှောက်ရှားနေတဲ့သူ့လက်အစုံကလည်းသူမရဲ့ကိုယ်လုံးလေးအပေါ်မှာလူးလွတ်သွားတော့တယ်ဒီထဲမှာတိုးလာတဲ့လေရင်နဲ့အတူပဲနှူးသားအဆုံးစမဲ့တဲ့လေဟာနယ်လေးကိုမျောလင့်သွားသလိုခံစားလိုက်ရတယ်တခင်မညီတာတန်းကအိတ်ခမ်းဆောင်ထီတောင်ပြန့်လွင့်နေချိန်မှာပဲတကားခောက်တန်းကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့တယ်တခင်မကဖြိုဖျက်ဖြစ်နေတဲ့ဝေစားများကိုပြူပင်ပြီးသူ့ကိုလည်းဘွဲကြီးတစ်ခုအောက်ကိုဝင်ပုန်းစေခဲ့တယ်သူမကကင်ရင်စင်မီးခွက်ကိုထွန်းညင်းနဲ့တကားရှိရာကိုရှောက်သွားတာပေါ့ဝေယုံဖြူဝစ်စင်ထားတဲ့အမျိုးသမီး၃ဦးကလည်းသူမကိုဥညွတ်ရိုးသွေးပြုတ်ကြရင်တခင်ကြီးကအမှားတော့ပါလိုက်ပါတယ်တခင်မနန်းဆောင်ရဲ့အပြင်ဘက်မှာမိစ္ဆာတက်တွေဟာဘလူးတပတ်လို့စိုးရမ်းပြီးအင်မတန်ကြောက်စရာကောင်းတဲ့ခွေးနဲ့ကြီးလည်းလွတ်ထားပါတယ်ခွေးနဲ့ကြီးတွေဟာလူကိုတခဏတွင်အယိုးဖြစ်အောင်ကိုက်ပြတ်နိုင်တဲ့အစွမ်းလည်းရှိပါတယ်အဲဒါကြောင့်နန်းဆောင်ရဲ့အပြင်ဘက်ကိုမထွက်ဖို့တခင်ကြီးကအမိန့်တော်ချမှတ်လိုက်ပါတယ်အဲ့လိုပြောတာတွေအားလုံးကိုစကြဟာပုံအောင်နေရကနေသူတို့စကားတွေကိုအတိုင်းသာကြားနေရတော့တယ်သူတို့ပြတ်ထသွားတော့မှစကြကစပွဲအောက်ကထွက်လာရင်ခွေးနဲ့ကြီးတွေအဲ့လောက်တောင်ကြောက်ဖို့ကောင်းသလားဗျာကျုပ်တော့မြင်သမျှကြားသမျှတော့အထူးဆန်းနေကြီးပါရဲ့ဗျာတကယ်မှသူ့ကိုတိုင်းဖက်လိုက်ရင်နဲ့ဆက်ကြရှင်ကိုကျမရင်ထဲကနင်းနေအောင်ချစ်နေမိပြီဒါပေမဲ့ရှင်ဟာလူသားတစ်ယောက်ဖြစ်နေတယ်လို့ကျမကလည်းမကြခင်မိစ္ဆာနဲ့လက်ထက်ရတော့မှဖြစ်တယ်ခွေးနဲ့ကြီးတွေအနေရထက်ကျမတို့ခွဲခါချင်းကပို့ပြီးတော့မှကြောက်ဖို့ကောင်းပါတယ်အဲ့လိုတော်ရင်နဲ့တန်နဲ့ပြောနေတာပေါ့ဆက်ကြလည်းတခင်မကိုတင်းချက်စွာပွေ့ဖက်ရင်နဲ့တပ်ပြင်းချလိုက်ပြီးတော့တယ်သူရဲ့လူဘဝအချင်းလေးပြီးတော့အဖြူအောင်တခင်မရဲ့တိတ်ဆွဲမဲ့ဖို့ကောင်းတဲ့အတွေ့အထိခံစားမှုတွေအားလုံးဟာဝတော်ဝအိမ်မက်လို့ခံစားနေရပြီမဲ့သူရဲ့စိတ်ကတခင်မကိုအဆွဲလန်းကြီးဆွဲလန်းနေပြီတယ်ချစ်တကူသူတစ်ပတ်လက်အားရမဲ့အရေးကနှလုံးသားပေါ်တန်းဘူးလောင်းချလိုက်တယ်လို့ပဲအတွေးနဲ့ငြိမ်သက်နေတဲ့သူ့ကိုသူမကဘာတွေတွေးနေလဲဆက်ကြရဲ့ပြောနေတာကြားရလားအဲ့လိုသူ့ရဲ့လက်ကိုဆွဲကင်ရင်မေးလိုက်တော့တယ်ကြားပါတယ်ဒေဝီရဲ့ကျုပ်ဒေဝီနဲ့ဝေးရမယ့်အရေးကိုတွေးပြီးအသက်ရှူရမတဲ့တုံလုံးနေမိတာဗျသူရဲ့စကားကြောင့်ပဲသခင်မလှလှရှာရှာဖြစ်သွားပြီဟင်ရှင်ကျမကိုဘယ်လိုခေါ်လိုက်တယ်
ဒေဝီဟုတ်လားတိတ်ထူးဆန်းတယ်နော်ရှင့်ကိုမပြောပြတဲ့အကြောင်းထဲမှာလည်းကျမနာမည်လည်းပါတယ်ရှင်ဝိညာဉ်ပေါ်တစ်ခုလုံးမှာကျမကိုဖြူရောသခင်မလို့ပဲခေါ်ကြတာကျမရဲ့နာမည်ကမိုးနဲ့ဒေဝီပါရှင်ဒါကြသူမနဲ့မျက်နှာချင်းဆိုင်ထိကပ်လိုက်ရင်အဲ့ဒါတွေကိုမသိဘူးဒေဝီရင်ထဲမှာမင်းကိုဒေဝီလို့ခေါ်ချင်တာပဲသိတယ်ကိုချစ်သူကနတ်မိမဲ့ဒေဝီတပားလို့လှပလုံးလို့ခေါ်မိတာပါကျုပ်ဒေဝီကိုမိစ္ဆာတွေရဲ့လက်ထဲကိုအပါမခံနိုင်ဘူးဗျာကျုပ်ဒင်းလုံးနဲ့ရင်ဆိုင်ရလိမ့်မယ်ဒေဝီကတပြင်းရှာရင်နဲ့မဖြစ်နိုင်ပါဘူးဆက်ကြရဲ့နတ်ဆိုးကိုဘလို့မှရင်ဆိုင်လို့မရပါဘူးနတ်ဆိုးကတိတ်ရက်ဆက်တယ်ကောက်ကျစ်ဆင်းလဲမှုလည်းရှိတယ်ရှင်ကယောက်ျားဖြစ်ပေမဲ့အပြစ်ကင်းစင်တယ်ကလေးတယောက်လိုပဲလေအဲ့ဒါလေးကြောင့်လဲရှင့်ကိုဆက်ဆက်တွေ့ရင်ကျမကအယူမှုရင်ခုန်ခဲ့မိတာလေသူမရဲ့မျက်ဝန်းကြည့်ထဲမှာအချစ်စိတ်ပြည့်ရှမ်းနေတဲ့တတ်မှတ်မှုကိုလည်းမြင်နေရတယ်သူကဒေဝီရဲ့မျက်နှာလေးကိုဆွဲယူပြီးတခြားမမှန်နမ်းရှိုက်ဖို့ကြိုးစားလိုက်တော့တယ်ဒေစိတ်မှုကိုဖြိုလိုက်တဲ့တကားခောက်တန်းနဲ့ပဲသူမတက်ပြင်းငွေ့ချရင်တကားဖွင့်ဖို့ပြင်လိုက်တော့တယ်စကြကတော့စပွဲအောက်ကြီးကိုပြန်ဝင်ပုံးနေရပြီးဒေဝီကတော့တကားရှိအောင်သွားလိုက်တော့တယ်မူတဲ့မိန်းကလေးတယောက်ကဒေဝီကိုအယိုသေးပြင်းနဲ့သခင်မလေးကိုသခင်ကြီးကခေါ်နေကြောင်းသတင်းပို့ပါတယ်အမူတဲ့မိန်းကလေးထွက်သွားတဲ့ခါမှာတော့စပွဲခုံနာကိုသူမလျှောက်သွားပြီးကျမကိုခေါ်နေပြီရှင်ကျမသွားတဲ့ခါရှင်လုံးဝအခန်းပြင်မဲ့မထွက်နဲ့နော်ဇာကြကလည်းစပွဲခုံအောင်ကြီးကထွက်ရင်းနဲ့ကျုပ်跳တဲ့နေလို့ဖြစ်ပါမလားဗျာဒါမှမဟုတ်စပွဲအောက်ပဲပုံးနေရမလားတော့ကြဒေဝီမရှိတော့တရားဝင်လာရင်မလွယ်ဘူးဗျအဲ့လိုပြောတဲ့ခါဒေဝီကရှင်ပုံးစရာမလိုပါဘူးကျမမရှိရင်ဘယ်သူမှဒီအခန်းထဲကိုဝင်ရဲပါဘူးစိတ်ချတာနေဒါပေမဲ့ရှင်လုံးဝအပြင်မထွက်အောင်နော်အဲ့လိုပြောပြီးအဖြူအောင်သခင်မကအပေါ်ဝင်းအောင်ကိုလွှမ်းချော်ရင်အိတ်ခမ်းဆောင်တွေကထွက်သွားတော့တယ်ဇာကြဒေဝီမရှိတဲ့အချိန်မှာပဲပရင်းတကားဝါမှာရန်ရင်နဲ့အပြင်ကိုငေးမောကြည့်နေတာပေါ့ဒိန်ဆိုင်တို့အခိုးငွေတွေရဲ့ကြားမှာလှပတဲ့ပန်းဝင်းတစ်ခုအယောင်သေးဆောင်နေတဲ့ပန်းတွေကအစီရှိနေတယ်ပန်းအောင်စုံပေါ်မှာလဲခုန်ထားပြီးတော့ဝီစုပ်နေတဲ့ပြားပတုံးလိပ်ပြားလေးတွေအရာအလုံးဟာတိတ်ကိုကြပြဆန်လုံးနေတယ်သူရင်ထဲမှာတော့မိုးနဲ့ဒေဝီကိုချစ်သူအဖြစ်ရရှိမိခဲ့တဲ့တဲ့ကြည်နူးနေမိတယ်သူကနောက်ကြောင်ကဘာမှမသေးခဲ့ဘူးစက်ကြဆိုတဲ့သူဟာတေဆုံးမှုမရှိပဲဘာကြောင့်ဝိညာဉ်ဘုံကိုရောက်ခဲ့တယ်လဲဒီကြောင်ကိုတွေးမိတာနဲ့ခေါင်းထဲမှာကိုက်တယ်လို့ခံစားနေရတယ်ပရင်းပေါက်မှာရက်ပြီးအတွင်းနဲ့ချက်စမှာပဲအိတ်ခမ်းဆောင်ရဲ့အပေါ်ကတစ်ချက်ချက်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အားကြောင့်လေသာဆောင်ဘက်ကိုထွက်ပြီးခေါင်းမိုးပေါ်ကိုမောကြည့်လိုက်တော့မဲမဲတဲ့အရေးတစ်ခုတွေ့လိုက်ရတယ်ခေါင်းမိုးပေါ်ကနေလှစ်ကလေးပြန်တန်းသွားသလိုအဲဒီအချိန်မှာပဲလူရိတ်ကနောက်ပြန်လှည့်ကြည့်နေသူ့ကိုတွေ့သွားတော့တယ်လေတဲ့မြဲတဲ့နှောင်းနဲ့သူ့စီကိုအရာတစ်ခုကျလာတာပေါ့သူလည်းအလင်းအမြန်ရှောင်နေလိုက်ရတယ်ဒီအခါသူ့စီကျလာတဲ့အရာကတော့ပဒင်းကားဘောင်ကိုစိုက်သွားတော့တယ်ရဲကတဲ့အတန်ထွက်လာပြီးတော့မြားတဲ့လေးတစ်ချောင်းဒါပေမဲ့ရိုးရိုးမြားတဲ့တော့မဟုတ်ပါဘူးမြားထိတ်မှာအစိတ်ရည်စွတ်လူထားတယ်အထိတ်တလန့်နဲ့အစိတ်ရည်မြားလူကိုစိုက်ကြည့်နေစမှာပဲဒေဝီကပြန်အောင်လာတော့တယ်သူမရဲ့မျက်နှာဟာပြိုတော့မဲ့မောလိုမျိုးဖြစ်နေတာကိုသူသတိထားမိလိုက်တယ်အဲဒါကြောင့်ပဲအစိတ်များအကြောင်းကိုမပြောဘဲနဲ့ဘာဖြစ်တာလဲဒေဝီတခင်ကြီးကဘာပြောလိုက်လို့လဲနတ်ဆိုးနဲ့ယူရတော့မလားအဲ့လိုအစိုးရင်တကြီးမေးလိုက်တဲ့ခါမှာဒေဝီကလည်းမဟုတ်ပါဘူးဆက်ကြရဲ့ဝိညာဉ်ဘုံဘုံရဲ့တိုင်တန်းမှုကြောင့်ပဲရှင်ဝိညာဉ်ဘုံကိုရောက်နေတော့ဖေကသိသွားပြီလေရှင်တဲ့ရင်ကိုတက်သားတွေလွတ်ပြီးတိတ်ဆိတ်စုံစမ်းနေကြတယ်ကျမတော့ရင်မောမိပါတယ်ဆက်ကြရဲ့အဲ့လိုဒေဝီရဲ့စကားဆုံးမှာပဲဒါနဲ့ဝိညာဉ်ဘုံဘုံဆိုတာဘာတူလဲဗျသူကဘာလို့ကြောက်ရောက်နေအောင်သိသွားရလဲသူမေးကြောင်မဲ့ဒေဝီကဝိညာဉ်ဘုံဘုံဆိုတာရှင်ဝိညာဉ်ဘုံကိုရောက်ချင်းတွေ့ခဲ့တဲ့အဖိုးပါပဲရှင်မအနေရှိနေပြီစက်ကြရဲ့ကျမတို့ဘယ်လိုလုပ်ကြမလဲအဲ့လိုဆိုရင်တကြီးမေးလာတော့သူကလည်းတပြင်းချရင်ကျုံမာတဲ့အနေရှိတာမဟုတ်ပါဘူးဒေဝီရဲ့ဒေဝီမှာလည်းအနေရှိနေပါပြီအဲ့လိုစာချီကစိတ်များကြောင်းကိုပြောပြလိုက်တော့တယ်ဒေဝီကပဒင်းပေါက်နားမှာစိုက်ဝင်နေတယ်စိတ်များကိုကြည့်ပြီးတော့ဟုတ်တယ်စက်ကြဒါနတ်ဆိုးတွေရဲ့များတယ်မယ်တင်းတို့နန်းဆောင်ထဲဝင်လာပြီဒုက္ခပါပဲရှင်အဲ့လိုစိတ်ပြတ်တဲ့ညီးညူလိုက်တာပေါ့သူကဒေဝီကိုရင်ကနေဆွဲပွေလိုက်ရင်ဘယ်တက်နိုင်မှလဲဒေဝီရဲ့အရာအလုံးကဖြစ်ချိန်တန်လို့ဖြစ်နေပြီပဲကျုပ်တို့လှုပ်ရှားရှိတာလားမြန်မြန်လုံးမရရမယ်နော်ပြီးတော့ကျုပ်တို့စွန်စားမှရမယ်အဲ့လိုပြောလိုက်တော့ဒေဝီကစိတ်လှုပ်ရှားစားနေသူ့ကိုမောကြည့်နေဒါဆိုဒေဝီတို့ဘာလုပ်ကြရမှာလဲအဲ့လိုမေးလာတဲ့အခါဆက်ကြကကျုပ်ဒေဝီကိုခေါ်ပြီးထွက်ပြေးမယ်ဗျာဒါကျုပ်ရဲ့ဆုံးဖြတ်ချက်ပဲကိုချစ်သူကိုဘသူရဲ့လက်ထဲမှာအပါမခံနိုင်ဘူးဒေဝီကဂျင်ဝင်ထဲကနေရုံထွက်ရင်မဖြစ်နိုင်ပါဘူးဆက်ကြရဲ့
ဝိညာဉ်ဘုံဆိုတာချင်းချင်းလေးဒီနေရာအဝင်ကအထက်ခတ်တဲ့နေရာပါဒေဝီတို့ဘလုံးမထပ်မပြင်းနိုင်ပါဘူးပြီးတော့နန်းတော်ရဲ့အပြင်မှာလည်းမိစ္ဆာနှဆိုးတွေရှိတယ်ပြီးတော့သူတို့ရဲ့လူသားစားခွေးနှကြီးလည်းရှိသေးတယ်လေဘလုံးမဖြစ်နိုင်ပါဘူးရှင်အဲလိုညင်းဆန်စကားဆိုတဲ့ဒေဝီစကားကြောင့်မချင်မရဲဖြစ်သွားပြီစင်မြောက်ခင်မြားကုန်တဲ့စကားမပြောစမ်းပါနဲ့ဒေဝီဟာဒေဝီကျုပ်ကိုချစ်တယ်မဟုတ်ဘူးလားပြီးတော့ကျုပ်တို့ခွဲနိုင်လို့လားကျုပ်တို့ထွက်ပြေးဖို့ကလည်းတခြားဘာလမ်းမှမရှိဘူးလေပြီးတော့ကျုပ်ကဟောဒီအိတ်ဆောင်ခန်းထဲမှာထိုင်ပြီးတော့မှဒေဝီကိုမိစ္ဆာဆိုးလက်ထဲပါမဲ့အချိန်ကိုထိုင်ဆောင်နေရမှာလားစဉ်းစားပါအောင်ဒေဝီရဲ့အဲ့လိုပြောလိုက်တဲ့ခါမှာဒေဝီကအဝေးကိုငင်းမြော့ကြည့်နေဒေဝီရှင်းကိုအသေးပေါက်မထက်ချစ်ပါတယ်စက်ကြရဲ့ဒါဒေဝီတို့ရဲ့ဘဝအဆက်ဆက်ဖန်လာတဲ့အကြောင်းတရားကြောင့်ပဲဖြစ်မှာပါမြင်တွေ့ခြင်းကလည်းမကြာမြင့်ပေမဲ့ရင်ထဲမှာတော့နှဆိုင်သွားတဲ့တန်ရုံးစင်ကနာမွားအဆက်ဆက်ထိကြံ့ရစ်နေဦးမှာပါအစာကလေးကဒီလိုခွဲခါခြင်းသာရှိခဲ့မယ်ဆိုရင်ဇိုတိုးခဲ့တဲ့ဒေဝီတို့ရဲ့ကံကြမ္မာဆီယာတိုင်းပေါ်ဆက်ကြရင်ဘာများတက်နိုင်အောင်ပါလဲအဲ့လိုအားငယ်ညှို့ဖြော့နေတဲ့လေးတန်းနဲ့ပြောလာတော့သူကလည်းဒေဝီရဲ့ပခုံးကိုဆွဲကြိုက်လုံရင်ဒါတွေပြောမနေစမ်းပါနဲ့ဒေဝီဟာကျတို့ဒီနေရာနဲ့မြန်ထွက်ပြရအောင်နော်ဒေဝီကသူ့လက်မှာကြောက်လုံးငိမ့်နေရင်းနဲ့နေပေါပေါကျလာတော့တယ်ဘငိုပါနဲ့ဒေဝီရဲ့တိတ်လာတဲ့မင်းရဲ့မျက်နှာမျက်ရည်တွေနဲ့လုံးဝမလိုက်ဖက်ပါဘူးကျုပ်ကိုရင်ခွဲအောင်လုံနိုင်တာလဲမင်းရဲ့မျက်ရည်ပါပဲဒေဝီရဲ့လုံးဝမငိုပါနဲ့နော်သူကယူတယောက်လိုရေရွရင်းနဲ့ဒေဝီရဲ့မျက်ရည်သားတွေကိုတုပ်ပေးလိုက်ပြီးတော့တယ်ဒေဝီကလည်းသူ့ရဲ့ရင်ခွဲနဲ့တိုးဝင်ပြီးရိုက်ကြီးတကင်ငိုချနေတာပေါ့ကျုပ်ကိုရင်ခွဲအောင်မလုပ်ပါနဲ့ဒေဝီရဲ့ကျုပ်ဒေဝီကိုအဆုံးရှုံးမခံနိုင်ဘူးအခုချိန်မှာဒေဝီကကျုပ်ရဲ့ချစ်သူဖြစ်သလိုဇနီးမယားတယောက်လည်းဖြစ်နေပါပြီဗျဒေဝီနားမှာကျုပ်ရှိတယ်ဒေဝီဘာမှအားငယ်ကြမလို့ကျုပ်တို့ထွက်ပြေးကြအောင်နော်ဒေဝီသူစကားကြောင့်ဒေဝီကရင်ခွင်ထဲမျက်နှာအပ်ပြီးငိုနေရကနေအန်ကိုတင်းတင်းကြိတ်လိုက်တော့တယ်ပြီးတော့စက်ကြရဲ့လက်ကိုဆွဲလိုက်ပြီးသွားကြစို့စက်ကြနေရာခွဲနေရတာတဲ့ဆိုင်အတူတူရင်ဆိုင်ရင်တေးရတာကပို့အဓိပ္ပာယ်ရှိပါတယ်အဲ့လိုဆုံးဖြတ်ချက်တာချလိုက်တော့တယ်စက်ကြကဒေဝီလက်ကိုဆုပ်ကင်ပြီးတော့မျက်နှာကိုစိတ်ကြည့်ပြီးတာပေါ့သူမမျက်လုံးထဲမှာအချစ်ကြောင့်ရဲရဲမှုတွေပြတ်သားမှုတွေကိုအထင်းရှာတွေ့လိုက်ရတော့တယ်အဲဒီအချိန်မှာပဲငှက်ဆိုးတစ်ကောင်ရဲ့စူးစူဝါထိုးအတန်ကိုလည်းအထင်းရှာကြားနေရတာပေါ့ဒေဝီကသူ့ရဲ့လက်ကိုဆွဲကင်ပြီးနန်းဆောင်ရဲ့အနောက်ဘက်ကိုထွက်ခဲ့တော့တယ်ပဝင်းတစ်ခုလုံးမဲမောင်နေပြီးတိမ်ငွေနေတဲ့လမ်းလျှောက်နေလို့သူခံစားနေရတာပေါ့တနေရာရောက်တော့မီးအိမ်ကိုစီကင်ထားတဲ့အဆောင်ရဲမက်တွေကိုတွေ့ရတော့တယ်ဒေဝီယာစက်ကြကိုအလင်းအမြန်ပဲမောင်ရင်တွေကိုတွန်းချလိုက်တော့တယ်သူမကိုယ်တိုင်လည်းဟန်ချက်ပြပြီးသူ့အပေါ်ကိုမှောက်လျက်သားလဲကျသွားတာပေါ့သူကဒေဝီကိုလေးကိုအလိုက်သစ်ဖတ်ထားမိလိုက်ရင်မီးအိမ်ကန်ဆောင်တရားလဲအချင်းချင်းစကားတွတ်ထွင်းနေသူတို့နားကဖျက်လျှောက်သွားတော့တယ်အဆောင်တသားတွေဝေရောက်တော့မှဒေဝီကသူ့ရဲ့လက်ကိုဆွဲကင်ပြီးဆက်လက်ထွက်ပြေးခဲ့တယ်နန်းဆောင်ရဲ့အနောက်ဘက်ဝန်ကရောက်တော့လမ်းရှိကိုစီကင်ပြီးတော့ကင်းဆောင်နေတဲ့အဆောင်တသားတွေကိုတွေ့လိုက်ရတော့တယ်စကြကျမတို့ဒိုင်းယူကြောဖက်ရမယ်ဘယ်လိုလုပ်ကြမလဲဒေဝီရဲ့အမေကြောင့်ပဲသူကဒေဝီကျုပ်ရဲ့ပခုံးပေါ်ကနေတက်ပြီးတော့မှဒိုင်းယူကြောတက်ပါအဲ့လိုပြောတဲ့အခါဒေဝီကဟိုးရှင်ပခုံးပေါ်ကတက်ပြီးတော့ဘယ်ကောင်းပါမလဲရှင်မဟုတ်တာရှင်အဲ့လိုညင်းဆန်နေတော့လေဒေဝီကကျုပ်ရဲ့ဇနီးမယားဖြစ်နေပါပြီအမြင်တဆမ်းမှာဒေဝီကတော့ကြအဆောင်နေတွေ့သွားရင်ဒုက္ခရောက်လိမ့်မယ်နော်အဲ့လိုပြောလိုက်တော့ဒေဝီကဘာမှမပြောတော့ဘဲနဲ့သူ့ရဲ့ပခုံးပေါ်ကနေဒိုင်းကြီးကိုအခဲရခက်စစ်ကြော်တက်တော့တယ်ဒေဝီရဲ့ဒိုင်းအပြင်ဘက်ကိုရောက်သွားတဲ့အခါသူအခက်တွေ့သားရပြင်တယ်လူနှစ်လောက်မြင့်တဲ့ဒိုင်းကိုသူဘလို့ကြော်ရမှာလဲစဉ်းစားရင်ဇောချွေးတွေကလည်းပြန်လာတယ်အဲဒီချိန်မှာပဲဒိုင်းကြီးရဲ့တစ်ဖက်ကတိုင်လှန်ရှိတစ်ချောင်းကိုထိုးပေးနေတာတွေ့လိုက်ရတယ်တိုင်လုံးကတဖြည်းဖြည်းနဲ့သူ့နားရောက်လာတာပေါ့သူကတိုင်လုံးရှိကိုဆွဲလိုက်တဲ့အခါမှာတော့အလံလွှင့်တဲ့တိုင်ဖြစ်နေတာကိုတွေ့လိုက်ရတယ်အဲဒီချိန်မှာပဲဝင်းကစောင့်နှောက်ကလည်းသူ့ရှိရဘက်ကိုရှောက်လာကြတော့တယ်ဒိလန်စိန်ကြောင့်သူကတကုံလုံးတုံရင်ပြီးလက်အစုံကလည်းချွေးစီးတွေပြန်လာတယ်သူဟာတိုင်လုံးကိုစုပ်ကိုင်နေချီတုံချီကြဖြစ်နေကနောက်ဆုံးမှဘာမှမတွေးဘဲနဲ့အသက်ကိုဝါအောင်ရှူလိုက်တော့တယ်မျက်လုံးစုံမိတ်ပြီးနောက်ပြန်ဆုပ်လိုက်တယ်ပြီးတော့မှအရှိန်နဲ့ခုံပြီးတတိုင်းကိုလွှားကနေခုံကြော်လိုက်တာပေါ့တတိုင်းရဲ့တစ်ဖက်ရောက်တော့သူကအရှိန်နဲ့မြေပြင်ပေါ်ကိုပုတ်ကနေပြုတ်ကျသွားတော့တယ်ပြင်းထန်တဲ့ကြားကြောက်မဲ့သူလုံးဝမလုံနိုင်ခဲ့ဘူးဒေဝီကစိုးရင်တကြီးနဲ့ပြေးလာပြီး
ဆက်ကြရှင်ရရလားအဲ့လိုမင်းရင်သူ့ကိုဆွဲထုတ်လိုက်တယ်ရတယ်ဒေဝီဘာမှမဖြစ်ဘူးဒေဝီသားအလန်းတိုင်းကိုမပေးနိုင်ဘူးဆိုရင်တော့ကျုပ်အဆောင်တွေလက်ထဲပါသွားမှတေးကြတယ်ဗျအဲ့နောက်မှာတော့နှစ်ယောက်သားမြူငွေ့လို့အခုံးငွေ့တွေကြားတယ်ကိုတိုးဝင်ခဲ့ကြတယ်သူဟာမြူငွေ့တွေကြားထိုးတောင်ဖြစ်နေတဲ့အရာတွေကိုကြည့်ကျတို့ဘယ်ရောက်နေရလဲဒေဝီအခုကျမတို့ရောက်နေတာဝင်းညင်ဘုံရဲ့နှစ်တရာကိုသိန်းញိုင်းပဲဒီနေရာမှာခေအဆက်ဆက်ဝင်းညင်နန်းဆောင်ကိုအုပ်ချုပ်ခဲ့တဲ့ဘိုးတွေရဲ့ဝင်းညင်တွေရှိတယ်ရှင်ဒေဝီရဲ့စကားကြောင့်ပဲသူတိတ်အံ့ဩသွားခဲ့တယ်ဘာဝင်းညင်ဘုံမှာကိုသိန်းញိုင်းရှိရဟုတ်လားကျုပ်တို့တော့ထူးဆန်းနေကြည့်ပါပဲဒေဝီရဲ့ကျတို့ဒီသိန်းញိုင်းကလည်းဘယ်ကိုဆက်သွားမှာလဲဗျနန်းတော်ရဲ့အပြစ်မှာမိစ္ဆာတွေရှိရဆိုစကြရှင်ကိုဒီချိန်မှာကျမဘာမှမရှင်းပြနိုင်သေးဘူးရှင်ကျမနောက်သာလိုက်ခဲ့တယ်မှာအဲ့လိုပြောတော့စကြလည်းဘာမှမမေးတော့ဘဲနဲ့ဒေဝီနောက်ကနေလိုက်ခဲ့တော့တယ်ဒေဝီကအုပ်ကြီးတစ်လုံးစီရောက်တော့လက်တံတစ်ခုကိုဆွဲလိုက်တယ်ဒူးဆန်းစွာပဲအုပ်ကြီးရဲ့အမိုးဟာကြည်ကနေနဲ့ပွင့်သွားတော့တယ်ဒေဝီကတော့အုပ်ကူပေါ်ကိုလွှားကနေခုန်တက်လိုက်တာပေါ့ဒေဝီလိုနီးတူပဲလိုက်ခုန်တက်လိုက်တယ်အလိန်ကောက်ချိုးကလေးနဲ့အုပ်လေကားကြီးတစ်ခုပေါ့အုပ်ကူထဲမှာထူးဆန်းတာကိုလည်းထပ်တွေ့လိုက်ရတယ်ဒေဝီကအုပ်သားနေရံမှာစိုက်ထားတဲ့မီးတုပ်ကိုမီးညှိလိုက်နဲ့အုပ်လေကားကြီးတိုင်းပဲဆင်းသွားတယ်သူဟာရင်တည်းခုန်ရင်နဲ့ဒေဝီရဲ့နောက်ကလိုက်ခင်းမိတယ်စိန်ရှင်ရင်ကြီးနဲ့လို့အနံကြီးကလည်းသူ့နှာခေါင်းထဲမှာစူးခနဲ့ဝင်လာတာပေါ့အုပ်လေကားကြီးအကွက်ရောက်တော့တစ်ဖြတ်ဆိုတဲ့အတန်နဲ့တူသူ့ရဲ့မျက်နှာကိုလာရဲခတ်သွားတယ်သူကလည်းအရမ်းလန့်ပြီးအောင်မလေးပြအလိုသာអော်လိုက်မိတော့တယ်အသေးငယ်လာကြီးလားဆက်ကြရဲ့မကြောက်ပါနဲ့ရှင်လင်းတို့တွေပါဗျလူကိုအနေမပြုတ်ပါဘူးဒေဝီကပြုံးတဲ့အမူအရာနဲ့လှမ်းပြောလိုက်တာပေါ့မကြောက်ပါဘူးဗျာရုတ်တရက်ဆိုတော့လန့်သွားတာပါသူအပြောကိုဒေဝီကမတုံ့ပြန်ပဲနဲ့ပြုံးမိတာကြည့်နေတော့တယ်ပြီးတော့သူ့ရဲ့လက်ကိုဆွဲပြီးနှစ်ယောက်အတူရှင်တွဲလျှောက်ခဲ့တာပေါ့အခုကြီးအတွင်းပိုင်းမှာတော့ပင်ကူမြင်းတွေကိုဖယ်ရှားရင်တိုးဝေးဝင်ခဲ့ရတော့တယ်ဒေဝီရဲ့လက်ကိုစောက်ကင်ထားတဲ့သူ့အလက်ဆုံးဟာစိတ်လှုပ်ရှားမှုကြောင့်ချွေးစေးတွေပြန်နေပြီးတော့တယ်ဒေဝီနဲ့သူဟာပင်ကူမြင်းတွေကြားတိုးဝင်ရင်ဆက်လျှောက်ခဲ့တာပေါ့တနေရာရောက်တော့စင်းကြံလမ်းရှိကြီးတစ်ခုကိုတွေ့လိုက်ရပြန်တယ်စင်းကြံလမ်းရဲ့တစ်ဖက်စီမှာဂူပေါက်တွေလည်းရှိတယ်ဂူဝတစ်ခုရောက်တော့ဇူညံနေတဲ့အတန်ပလန်တွေကိုလည်းထပ်ကြားလိုက်ရတယ်ဂူပေါက်ထဲကိုလှမ်းကြည့်တော့မင်းသမီးလိုထိုင်မသိဝတ်ထားတဲ့မိန်းမတွေအများကြီးရက်ကန်းရက်နေတာကိုလည်းတွေ့လိုက်ရတယ်သူတို့တွေကဘယ်သူတွေလဲဒေဝီရဲ့ဂူကြီးထဲမှာဘာလို့ရက်ကန်းခတ်နေရလဲအဲ့လိုမေးတဲ့အခါဒေဝီကသူတို့ကနောင်မွေးမဲ့ဖျားရှင်အတွက်သင်္ကန်းတော်ရက်နေကြတာပါသူကလည်းဘာမှထမမေးဖြစ်ပဲဒေဝီနောက်သာဆက်လိုက်တာပေါ့စင်ကြံလည်းရဲ့အဆုံးရောက်တော့ဒေဝီကဂူပေါက်သေးသေးလေးတဲကိုတိုးဝင်သွားတော့တယ်ဂူပေါက်သေးသေးလေးရဲ့အတွင်းလေးရောက်တော့သူ့မျက်လုံးအစုံပြူးကျဲသွားရတယ်မြူကုန်းငွေလို့အငွေတစ်ထောင်ထနေတဲ့အေယာမရေကန်ကြီးတစ်ခုဒေဝီဒါဟာရောဘယ်နေရာလဲဒေဝီရေကန်ထဲမှာလည်းအငွေတွေကထနေတယ်အရန်လည်းပူတယ်နော်သူစကားကြောင့်ဒေဝီကဒီရေကန်မာနရေကန်လို့ခေါ်တယ်ဝင်းညင်မော်ရဲ့စီကန်ကိုဖောက်ပြသူတိုင်းဟောဒီရေကန်ကြီးတဲ့ကိုပြစ်ချပြီးအပြစ်ပေးလေးရှိတယ်လေအဲ့လိုပြောပြီးဆက်လျှောက်သွားတော့တယ်စကြလူသားစားတဲ့မာနရေကန်ကြီးကိုကြည့်ပြီးတော့ကြောစိတ်သွားတာပေါ့ရေကန်ကြီးရဲ့အဆုံးကိုရောက်တော့ကြီးမားတဲ့တတိုင်းကြီးတစ်ခုကိုထပ်တွေ့ရပြန်တယ်တတိုင်းကြီးရဲ့နေရာမှာတော့ကြေခေါင်းလောင်းကြီးတစ်ခုကိုလည်းချိတ်ဆွဲထားသေးတယ်ဒေဝီကကြေခေါင်းလောင်းကြီးရှိအောင်ရှောက်သွားပြီးလှုပ်ခတ်လိုက်တယ်ကြေခေါင်းလောင်းကြီးရဲ့အတန်ပတ်ဝန်းကျင်တစ်ခုလုံးကိုပက်တင်ထပ်သွားတာပေါ့ခေါင်းလောင်းတဲ့အဆုံးမှာတော့ဖျားတီးတွေနဲ့ပန်းထားလို့ရင်တစ်ခုကြီးကလည်းဆက်ရောက်လာပြန်တယ်ဒေဝီကသူ့မျက်နှာကိုစစ်စစ်ကြည့်ဆက်ကြကျမတို့ဟောဒီရင်နဲ့ပဲဝင်းညင်ဘုံကနေထွက်ခွာသားရလိမ့်မယ်ဒီနေရာအကြောင်းကျမတို့လွတ်မြောက်ပြီလေကျမတို့နှစ်ယောက်ကိုဘယ်အရာမှနှောက်ယှက်တားဆီးလို့မရတော့ပါဘူးရှင်သူကဒေဝီမျက်နှာလေးကိုချစ်မြတ်နှုတ်စာကျင်းနဲ့လက်ကိုဆုပ်ကန်လိုက်တော့တယ်ဒါဆိုကျုပ်တို့ဘယ်တော့မှမခွဲရတော့ဘူးနော်ကျုပ်လေးဟောဒီမန္တရေကန်ကြီးကိုတက်တိတ်တဲပြီးတစ္ဆာဆုံးဝင်ပါလေဗျာဒေဝီနဲ့ကျုပ်ဘယ်တော့မှမခွဲတော့ဘူးဘဝအဆက်ဆက်ဒေဝီရဲ့ချစ်သူဟာကျုပ်ပဲဖြစ်ရမယ်ကျုပ်ရဲ့ချစ်သူကလည်းဒေဝီပဲဖြစ်ရမယ်ဒေဝီတယောက်ကိုသာဘဝဆက်ဆက်မဖောက်မပြတ်ချစ်တော်ပါမယ်ဗျာဒီစကားဟာမှန်ကန်တဲ့သစ္စာစကားဖြစ်ခဲ့ရင်လေအကြောင်းကျုပ်တို့ဝေးရရင်တော့ဘဝဆက်တိုင်းဒေဝီနဲ့သာပြ
ပြန်လဲပေါင်းဖက်ခွင့်ရပါစေသူရဲ့စကားကြောင့်ပဲဒေဝီလည်းမျက်ရည်လဲလာပြီးကြည်နူးစိတ်နဲ့ပဲကြည်နူးနေရတော့တယ်ဒေဝီလည်းရှင်နဲ့ထက်ထူထက်မြပါပဲဆက်ကြရင်ကညမာကြောင့်ဝေးခဲ့ရရင်တော့ဘဝအဆက်ဆက်ကြနေပဲပြန်လဲသုံတွေ့ကြပါလေအဲ့လိုတီးတို့ရေရွတ်နေတော့တယ်သူဟာဒေဝီရဲ့လက်ကိုဆုပ်ကန်ပြီးပန်းသားပေါ်တက်လိုက်တော့တယ်အဲ့ဒီမှာပဲမမျော်လင့်တဲ့ကညမာစိုးကရင်ဆိုင်လိုက်ရတာပေါ့ပန်းသားကြီးတစည်းဟာရှိန်ပြင်းစွာနဲ့သူတို့ရှိရာဥတီလာနေပြီဒေဝီကပန်းသားကိုမြင်တော့အကြီးကျယ်ထိတ်လန့်သွားတော့တယ်သူရဲ့လက်ကိုစက္ကနဲ့ဆွဲပြီးပန်းသားပေါ်ကနေခုန်ချလိုက်တော့တယ်ပြီးတော့သူတို့လာခဲ့တဲ့လမ်းတိုင်းပဲပြန်လဲပြေးကြတာပေါ့ပန်းသားပေါ်ကအချွန်တက်တွေစောင်းထားတဲ့လူကြီးတူကဆင်းလာပြီးသူတို့နောက်ကိုပြေးလိုက်တော့တယ်မိုးနဲ့ဒေဝီမပြေးနဲ့လေအချွန်တက်စောင်းထားတဲ့လူကြီးရဲ့နောက်မှာတော့ရဲမက်တွေကလည်းပြေးလိုက်လာပြန်တာပေါ့ဒေဝီကဆက်ကြတဲ့လက်ကိုဆွဲနဲ့အသေးတန်ပြေးလွှားနေပြီးတော့တယ်မင်းသားရေကန်ကြီးရှေ့ရောက်မှာတော့အချွန်တဲ့လူကြီးကသူတို့ကိုမိသွားတာပေါ့ဒေဝီကသူ့ရဲ့လက်ကိုတင်းတင်းဆုပ်ကန်ရင်လူကြီးဘက်ကိုလှည့်ပြီးအဖေဆက်ကြကိုအပြစ်မပေးပါနဲ့ပြီးတော့ဒေဝီတို့ရဲ့အချစ်ကိုလည်းမခွဲပါနဲ့ဒေဝီမိစ္ဆာကိုလက်မထပ်နိုင်ဘူးအဲ့လိုဒါအော်ဟင်းနေတော့တယ်ဝိညာဉ်ပုံသခင်ကြီးကဒေဝီကိုစူးစိုက်ကြည့်နေတာပေါ့သူ့ရဲ့မျက်ဝန်းမှာတော့မျက်ရည်တွေဝေးနေကဆက်ကြမြင်နေရတယ်မိုးနဲ့ဒေဝီသမီးမားနေပြီကွယ်ဆက်ကြဟာတေဆုံးသူတယောက်လည်းမဟုတ်ဘူးသူဟာထူးခြားတဲ့ကံကြမ္မာကြောင့်ဟောဒီဝိညာဉ်ပုံကိုတခဏလာလေတဲ့ဧည့်သည်ပါယုံနဲ့နဲ့ပြန်လဲပေါင်းဆက်သွားရင်ဟောဒီနေရာမှာသူရှိတော့မှာမဟုတ်ပါဘူးမဖြစ်နိုင်တော့ကိုဇွတ်မိုက်မနေပါနဲ့သမီးရဲ့သမီးတို့ဘလို့မှလည်းပေါင်းစည်းလို့မရပါဘူးသမီးကဝိညာဉ်ပုံကသခင်ကြီးရဲ့သမီးတော်တပါးပါအဲ့ဒီအရာလည်းဘလို့မှပြောင်းလဲလို့မရအောင်ဘယ်နည်းနဲ့မှလည်းစက်ကြရဲ့နောက်ကိုလိုက်လို့ရမှာမဟုတ်ဘူးလေကိုဘွားကိုနားလဲစမ်းပါသမီးဟာဒေဝီကမျက်ရည်တင်စီးကြနေရကခေါင်းခါရရင်အဖေဒေဝီကိုဘာမှမပြောပါနဲ့တော့ဒီအချိန်မှာဒေဝီကစက်ကြရဲ့ဇီနီးမြဖြစ်နေပြီလေစက်ကြနောက်ကိုဒေဝီလဲပြသေးအဲ့လိုတေးတဲ့အော်ဟင်းနေတဲ့အချိန်မှာသူဟာဒေဝီကိုတလဲဝိညာဉ်ပေါ်သခင်ကြီးကိုတလဲကြည်ရင်ဘာလို့ရမှန်းမသိဖြစ်နေပြီတော့တယ်ဝိညာဉ်ပေါ်သခင်ကြီးကလည်းသမီးဖြစ်သူကိုဂိယုဏတက်ကကြည်ရင်နဲ့တနာစရာကောင်းလိုက်တာသမီးလေးရဲ့အချင်မိုက်မိပြီးလက်ရှိအချင်းတွေကိုမေ့လျော့နေပါလားဒီအချိန်မှာသမီးလှုပ်တဲ့နာကဝိညာဉ်ပေါ်ရဲ့အနာဂတ်ကိုကယ်တင်ဖို့ပဲဒီအတွက်မိစ္ဆာခေါင်းဆောင်ကိုပဲလက်ဆက်တင်ပါတယ်အဲ့လိုပြောလိုက်တဲ့အခါမှာသူ့ခေါင်းပေါ်ကိုမိုးကြိုးပစ်ချလိုက်လို့ပါပဲသူဟာဒေဝီရဲ့မျက်နှာကိုကြေကွဲစွာကြည့်လိုက်မိတော့တယ်ဒေဝီကလည်းမျက်ရည်ပြည့်ရှံနေတဲ့မျက်လုံးတွေနဲ့သူ့ကိုဆိုက်ကြည့်နေတော့တယ်ဒေဝီရဲ့မျက်ဝန်းကစကားတွေပြောနေတယ်လို့သူခံစားလိုက်ရတယ်ဒေဝီကသူ့ရဲ့လက်ကိုပုံမတင်းကျပ်စွာဆုပ်ကန်လိုက်ရင်ချစ်သူနဲ့ရှင်ခွဲကွဲရတဲ့ဝေနာကအသေးနှလုံးကိုမီးပြင်းမြိုက်တယ်လို့ခံစားရတယ်အဖေအချင်းမနစ်သက်သူနဲ့ပေါင်းဖက်ရတဲ့ဒုက္ခအချိန်တိုင်းမှာရင်ဝါကိုလှမ်းနဲ့ထိုးဆိုင်နေရလို့ခံစားရတယ်အဲ့ဒါတွေကိုဒေဝီလုံးဝမခံစားနိုင်ဘူးဖေဒေဝီကိုခွန့်လို့ပါအဲ့လိုဂျေကွဲစွန့်နေတာနဲ့ပြောလိုက်တဲ့စကားတန်ကြောင့်သူခေါင်းတစ်ပန်းကြီးသွားတော့တယ်ဖျားဒေဝီဘာများလုံမာလဲပေါ့သူကထိတ်နဲ့တုံလိုက်စနေပဲဒေဝီကိုကြည့်နေမိတာပေါ့ဒေဝီကလည်းသူ့ရဲ့ဘက်ကိုတဖြည်းဖြည်းလှည့်လာပြီးသူ့ရဲ့နဖူးပြင်ကိုခပ်ဖွားဖွားလေးနမ်းရှိုက်လိုက်တယ်ဒေဝီတို့နှစ်ယောက်လုံးနှလုံးသားတွေချင်းတန်းနေမှာပါဆက်ကြရဲ့ဒီလိုရွတ်တန်လေးနဲ့တူပဲသူ့လက်ကိုတင်းကျပ်စွာဆုပ်ကန်လိုက်တယ်အဲ့နောက်မှာတော့အငွေ့တစ်ထောင်ထနေတဲ့ရေကန်ကြီးကိုမျက်နှာပြုတ်လိုက်တော့တယ်မြန်နာရေကန်ကြီးရဲ့ခုံးငွေတွေကလည်းလက်ရက်ခုံနေတယ်လို့ပဲအဲ့ဒီချိန်မှာပဲဒေဝီကသူ့ရဲ့လက်ကိုစက္ကနဲစောင့်ဆွဲပြီးပွမ်းကနေဆိုတဲ့အတန်ကြီးနဲ့တူပဲဝိညာဉ်ပုံသခင်ကြီးရဲ့မိုးနဲ့ဒေဝီအဲ့လိုអော်လိုက်တဲ့အတန်ကြီးကလည်းပဲ့တင်ထပ်သွားတော့တယ်မိုးနဲ့ဒေဝီမင်းဘာလဲလူနာရဲ့ကြောင်ကလေးရေရွတ်တန်ကြောင်ပဲသူနာပြုဆီယာမလေးကလှုပ်လှုပ်ရှားရှားဖြစ်သွားတော့တယ်ခုဆက်ကြရှင်သတိရလာပြီလားအလိုသာတွေ့မင်းနေရပေါ့လူနာဟာရောင်ရမ်းရေရွတ်နေရမှာနှလုံးအစုံကိုဖွင့်လာပြီဟင်ဒေဝီမသေးဘူးနော်ဝမ်းသာလိုက်တာဒေဝီရဲ့ကျုပ်တို့မသေးဘူးနော်အဲ့လိုရေရွတ်ရင်းနဲ့သူနာပြုဆီယာမလေးကိုဆွဲဖက်လိုက်တော့တယ်
အမတ်မထက်အဖက်ခံလိုက်ရတဲ့သူနာပြုဆရာမလေးကလည်းကြောင်အန်းသွားတော့ပေါ့ပြီးမှသတိပြန်ဝင်လာပြီးရှင်ဘာလို့လာလဲလွတ်ပါကျမဒေဝီမဟုတ်ဘူးရှင့်ရဲ့သူနာပြုလေအဲ့လိုပြောရင်လူနာရဲ့လက်ကိုတွန်းထုတ်လိုက်တော့တယ်လူနာဟာလည်းပြူးကြောင်ကြောင်မျက်လုံးအစုံနဲ့ခေါင်းတွင်ခံရလိုက်ရင်ဘာလို့လွတ်ရမှာလဲမင်းကငါရဲ့ဒေဝီငါရဲ့မဟေးဒီဒေဝီလေးပဲလေငါတို့ပွက်စုနေနဲ့မန္တရေကန်ကြီးတဲ့ကိုကြားခဲ့မိနဲ့မသေးခဲ့ဘူးလေဒေဝီမင်းဝမ်းမတာဘူးလားအဲ့လိုပြောပြီးသူနာပြုရဲ့ခါကိုတင်းကျပ်စွာဖတ်ထားလိုက်တော့တယ်သူနာပြုကလည်းသူ့ရဲ့ရင်ဘတ်ထဲမှာခေါင်းအပ်ပြီးခါပတ်ထားတဲ့လူနာကြောင့်အကြီးအကျယ်ထိတ်လန့်သွားတော့တယ်အမလေးကဲကြပါအောင်တော့ကဲကြပါအောင်လူနာစိတ်ပေါက်နေပြီအဲ့လိုအော်ဟစ်ပြီးလူနာကိုအားကုန်စောင့်တွန်းလိုက်တော့တယ်သူနာပြုကလူနာရဲ့အနာကနေအော်ဟစ်ရင်းနဲ့ပြေးထွက်သွားတော့တယ်အခန်းဝိုင်းတော့သူမဟာလူကြီးတယောက်နဲ့ဝင်တိုင်းမိပြန်တယ်လူကြီးကအထိတ်လန့်ဖြစ်နေတဲ့သူနာပြုကိုတန်တော့အော်ကြည့်နေဘာဖြစ်လာလဲဆရာမကိုဆက်ကြဘာဖြစ်လို့လဲအဲ့လိုမေးလိုက်တော့သူနာပြုဆရာမလေးကလည်းမျက်လုံးပြူမျက်စံပြူနဲ့ရှင်လူနာစိတ်ပေါက်ပြန်သွားပြီကျမကိုလည်းအတင်းထပ်ပါတယ်ရှင်ဟောမထလာပြန်ပြီဒေါက်တာကဲပါအောင်ရှင်အဲ့လိုပြောရင်ကမူးရှူတို့ထွက်ပြေးသွားတာပေါ့သူနာပြုထွက်သွားတဲ့အခါလူကြီးကအနားရောက်လာတဲ့လူနာကိုလှမ်းဆွဲလိုက်တယ်လူနာကမကြေမနက်မူရနဲ့ကျုပ်ကိုဘာလို့ဆွဲရလဲဗျလှစမ်းဟိုမှာဒေဝီထွက်သွားပြီဗျဒေဝီရေကျုပ်ကိုမထားခဲ့ပါနဲ့ဗျာအဲ့လိုအယူပမာအော်ဟစ်နေရှာတော့တယ်လူကြီးကလည်းစိတ်မသက်သာသားနဲ့ခေါင်းကိုခါရမ်းလိုက်ရင်ကိုသက်ကြခမရတတိထားစမ်းပါဗျာအဲ့ဒါခမရကိုဆောက်ရှောက်ပေးနေတဲ့သူနာပြုဆရာမလေးပါဗျပြီးတော့ခမရတတိမိတ်နဲ့တပတ်ရှိပြီလေစိတ်ကိုထိန်းစမ်းပါကိုဆက်ကြရဲ့လူနာကလူကြီးကိုဝါစာမနဲ့စူးစိုက်ကြည့်နေအော်ဘသူများလဲလို့ခမရကျုပ်ရဲ့ဒေဝီလေးကိုလူယူမဲ့မိစ္ဆာနဲ့ဆိုပဲဗျာခမရနဲ့ကျုပ်တွေ့ကြပြီပေါ့ဗျာငါရင်ဘက်ကဒေဝီကိုဆက်ထုတ်မဲ့မိစ္ဆာကောင်နင်းကိုဟောဒီငါရဲ့လက်နဲ့တတ်မှကျင်းနေမယ်အဲ့လိုအတန်အော်ကြီးနဲ့ကြုံဝိုင်းလူကြီးရဲ့လဲမျိုးကိုဖိညစ်နေရတယ်လူကြီးကလည်းလူနာရဲ့လက်မှာအော်ဟစ်ရုံးငိုင်နဲ့မျက်လုံးပြူးနေရရှာတာပေါ့အဲ့ဒီမှာပဲရှာဝန်ကြီးနဲ့ယောက်ျားသူနာပြုတွေရောက်လာကြတော့တယ်ယောက်ျားသူနာပြုတွေကလူနာရဲ့လက်ကိုအတင်းဖမ်းချုပ်ပြီးကရင်ရှိအောင်ခေါ်ဆောင်သွားတော့တယ်နင်တို့ငါ့ကိုဖမ်းတယ်လှစမ်းငါ့ကိုလှစမ်းနင်တို့ကမိစ္ဆာခေါင်းဆောင်ရဲ့လက်ပါစီတွေဒေဝီကျုပ်ကိုကယ်ပါအောင်ဗျာလူနာဟာသူနာပြုရဲ့လက်မှာအော်ဟစ်ရုံးငိုင်နဲ့ပါသွားတာပေါ့သူနာပြုတွေကလူနာကိုဂရင်မော်တင်ပြီးတော့မှခြေနဲ့လက်ကိုဖမ်းချုပ်ထားကြတယ်ဆရာဝန်ကြီးကအသင်ယူလာတဲ့ဆေးတို့အနဲ့လူနာရဲ့လက်မောင်းကိုထိုးဆိုင်လိုက်တော့တယ်လူနာဟာသေယူသေးတဲ့အော်ဟစ်ရုံးငိုင်နဲ့ခဏကြာတော့ငြိမ်သက်သွားတော့တယ်အဲဒီခါမှာသူနာပြုဆရာမလေးကမဝင်မရဲ့အမူအရာလေးနဲ့အနားရောက်လာပြီတော်သေးတာပေါ့ရှင်စိတ်ငြိမ်စေအချိန်မီထိုးလိုက်နိုင်လို့ဒီဘေးရှင်ကစိတ်ဝင်နေတဲ့ဆိုတာရှင်ဘာလို့ဆေးရုံတင်တဲ့နေကြတယ်မပြောတာလေအဲ့လိုလူကြီးကိုမကြေမနက်ကြည့်မေးလိုက်တာပေါ့လူကြီးကလည်းစိတ်ရှုပ်ထွေးရနဲ့ခေါင်းကိုကုတ်ဖွက်လိုက်ရင်ဟာကျုပ်ကဘယ်သိမလဲဗျကျုပ်ကသူ့ကိုဆေးရုံတင်ပေးခဲ့တာမှန်တယ်ဒါပေမဲ့ကျုပ်တို့ကအဆောင်မှာနေကြတာဗျကိုစက်ကြကျုပ်နဲ့တခန်းတော်မှာနေရလေကျုပ်သိတာကသူကစာရေးဆရာဗျမိဘဆွေမျိုးလည်းမရှိလူလွတ်တယောက်အရက်လက်တောက်တယ်ဗျကျုပ်ရုံးကဗျအခန်းဝါမှာသူ့လဲနေရတွေ့လို့ဆေးရုံတင်ပေးခဲ့တာဗျဒီလူကစားတော့လည်းနေတယ်ဗျပြီးတော့အစားပြက်အိပ်ပြက်ပြီးအရက်ကြီးဖိတောက်တာအဲ့ဒါကြောင့်အားပြက်ပြီးသတိမေ့မျောသွားတယ်လို့ကျုပ်ကထင်နေတာလေဒီလူဟာစိတ်နယ်လုံးဖြစ်ရဆန်နေလဲရေးတဲ့စာရေးဆရာဆိုတော့တစ်ဖက်ဆုံးရောက်ပြီးစိတ်နောက်သွားတာဖြစ်ရမယ်ဗျအဲ့လိုပြောရတဲ့ခါမှာတော့ဆရာဝန်ကြီးကခေါင်းဆက်ငြိမ်ရင်ခမရပြောတာဖြစ်နိုင်ကြီးရှိတယ်ဗျဘာဖြစ်ပေါ့လေလူနာကျုပ်တို့မျက်စိရှိမှာဆိုတော့လူနာကျုပ်တို့မျက်စိရှိမှာတယ်လူတွေကိုအနေရပြုတ်နေပြီဆိုတော့ဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူးဗျအော်ဆရာမကြီးဒီပေးရှင်ကိုဒေါက်တာအောင်ကျော်ရဲ့စိတ်ကျန်းမာရေးဆေးကံကိုပြောင်းတင်မှုစီစဉ်လိုက်ပါအဲ့လိုပြောကသူနာပြုဆရာမလေးကိုလှမ်းပြောလိုက်တော့တယ်ဆရာဝန်ကြီးထွက်သွားတဲ့ခါမှာတော့
လူကြီးနဲ့သူနာပြုဆရာမလေးကလူနာရဲ့ဘေးနားမှာကြံရင်းခဲ့တာပေါ့သူနာပြုဆရာမလေးကလူနာကိုထိတ်လန့်ဟန်နဲ့ပခုံးတွန့်ပြီးကတင်ပေးကလှက်ထွက်သွားတော့တယ်အဲဒီခါမှာလူကြီးကဘယ်သွားမလို့လဲဆရာမရဲ့လူနာသတိပြန်ရရင်ကြောက်ကြောက်တယ်မနေရဘူးနော်ခုနကလည်းလဲပေးအညစ်ခံရပြီးပြီဗျတော်သေးတယ်အသက်မထွက်လို့ကန်ကောင်းတာလူကြီးရဲ့စကားကြောင့်သူနာပြုကလည်းခြေလန်းတန့်သွားပြီကျွန်မလည်းအဲ့လူကိုကြောက်လို့ sister ကြီးစီသတင်းပို့ပြီးလူစားလဲတော့မှလေရှင်လည်းကြောက်ရင်မနေနဲ့ပေါ့အဲ့လိုပြောပြီးလက်ထက်ကဆက်လျှောက်သွားတော့တယ်လူကြီးကတော့လူနာကိုတလက်အခန်းဝါကိုတလက်ကြည့်ရင်စိတ်ရှုပ်တွေးသွားကြံရင်ခဲ့တာပေါ့ယောက်ျားသူနာပြုတွေဆက်ကြကိုအဖြူရောင်ဝတ်စုံပြောင်းဝင်ပေးတာပေါ့ပြီးတော့ဆက်ကြကိုတစ်ဖက်တစ်ချက်စီကတွေဖမ်းချုပ်ပြီးဆေးရုံကားစီကိုခေါ်သွားကြတော့တယ်ဆက်ကြသူ့ရဲ့ဝတ်စားကိုငုံကြည့်နေဟာငါအခုမှပဲဝင်းကြီးပုံသားတယောက်ဖြစ်သွားတော့တယ်ဝင်းကြီးပုံကအေးချမ်းနဲ့မြူကိုလို့အရာကြီးလည်းရှိတယ်ပြီးတော့ဝင်းကြီးပုံသခင်ကြီးလည်းရှိတယ်ငါတိတ်ချစ်တဲ့ဒေဝလေးလည်းရှိတယ်ဟာအဲ့လိုအော်ဟစ်ရေမောနေတာပေါ့လူနာတင်ကားရှိရောက်တဲ့ခါမှာလဲစက်ကြရဲ့အတန်ကြီးကထပ်မံထွက်ပေါ်လာတယ်ဟာဘန်သားကြီးပါလားဒါကြီးစီးပြီးဒေဝီစီတောင်းရမယ်ပေါ့ဟာစက်ကြနဲ့ဒေဝီနဲ့စက်ကြဘယ်တော့မှမခွဲရဘူးအဲ့လိုအော်ဟဲလိုက်ပြန်တော့လေဒူနာပြူတွေကသူ့ကိုလူနာတင်ရင်ပေါ်တင်လိုက်ကြတာပေါ့ရင်မုံရောက်တဲ့ခါမှာလဲဒူနာပြူတွေကတတ်ခေါက်အောင်ယူသွတ်သွားတဲ့စက်ကြကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြတယ်စက်ကြတယောက်အော်ဟဲရင်မောနေရင်တဖြည်းဖြည်းငြိမ်သက်သွားတော့တယ်သူ့ရဲ့မျက်လုံးတွေဟာလေးလံလာပြီးနောက်ဆုံးမှာတော့လေဟာနယ်တွေကိုရောက်သွားသလိုခံစားလိုက်ရတော့တယ်သူ့ရဲ့စိတ်အာရုံမှာတော့ဝင်းရင်မုံကမိုးနဲ့ဒေဝီရဲ့ချစ်စပွဲကြီးစဲတန်တွေကိုသာပြန်လဲကြားရောက်ပြီးတော့တယ်ကောင်းကင်နဲ့မြေကြီးရဲ့ကြားမှာလူသားတွေရှိတယ်အလင်းရောင်လေတုအစာဟားတွေကလူသားတယောက်ရဲ့ယက်တိမှုကိုအားပြုပေးတယ်ကျွန်ုပ်နဲ့ချစ်သူကြားမှာတန်ရောစင်ငွေကြိုးလေးတွေရှိတယ်အခြေရမက်ဆွဲလန်းမှုတွေကငွေကြိုးလေးကိုအားပြုပေးတယ်လူသားဖြစ်ဖြစ်ဝိညာဉ်ဖြစ်ဖြစ်ကျုံရင်ထဲမှာဘဝအဆက်ဆက်ထင်ဟပ်နေတဲ့မျက်နှာလေးတစ်ခုသူ့နာမည်ကမိုးနဲ့ဒေဝီဟုတ်ကဲ့ပါဇလန်လေးကိုစုံးထိလိုက်ပါနားဆင်ပေးကြတဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့နောင်လာမယ့်ဇလန်ကောင်းများကိုလည်းဆက်လက်နားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်